လျံဟိုင်ရှန်နေဘာလို့ဒီမှာရှိနေသေးတာလဲငါနေကိုဖုန်း10လောက်ဆက်တယ်လေလို့လီနာကဒေါသတကြီးနဲ့မေးလိုက်ရအောင်အဲ့တော့ဘာဖြစ်လဲလို့လျံဟိုင်ရှန်ကပြန်ပြီးတော့လီနာကသူ့ဖုန်းမကင်တာကိုနေနာမလဲသေးဘူးလားလို့အထင်သေးတဲ့လေတံနဲ့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲလီနာရဲ့ဘေးကလူကလီနာဒါမင်းပြောတဲ့စီးပွားရေးပြတ်သွားတဲ့ရီစာဟောင်းဆိုတာလားလို့လောင်ပြောင်တဲ့လေတံနဲ့မေးလိုက်ကကြည့်ရတာစီးပွားရေးလုပ်တဲ့ပုံနဲ့မတူပဲနေထုတ်ခင်ရတဲ့ပုံပေါက်နေတယ်လို့သူကပြောတော့လီနာကလည်းကျင်းဟောင်းသူ့ကိုယူမဆိုင်နဲ့လို့ပြောပြီးအတုံးမချတဲ့ကောင်မြင်တော်နဲ့တင်ကြက်တရီကိုတုံးတယ်လို့နှိမ်ပြောလိုက်ကလီနာကကျင်းဟောက်ကိုခုနကအိတ်ဝယ်ပေးမယ်ဆိုတာတကယ်လားလို့ချွဲ့နှွယ်ပြီးမိလိုက်တော့ကျင်းဟောက်ကတကယ်ပေါ့မင်းသာပြောမယ်ဆိုရင်အိတ်10လုံးဖြစ်ဖြစ်ဝယ်ပေးမယ်လို့ကျင်းဟောက်ကအာမခံလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့လီနာကလျံဟိုင်ရှမ်းပိတ်ကိုလဲပြီးကြားလားလို့ခနဲ့တဲ့မိလိုက်ကဂျာမယောက်ျားဟာနေလို့ကိုဝိုင်းကိုတောင်မကြောင်းနိုင်ပဲနဲ့နေတိုင်းအနာခဲ့အကြောင်းပြောနေတာမျိုးမဟုတ်ဘူးလို့လီနာကဇက်တိုက်နေပြောနေပါတယ်လျံဟိုင်ရှမ်းကနာကျင်စွာနဲ့စုံလီနာငါတို့တွဲလာတာ3နှစ်ရှိပြီနေတခွန်းတောင်ရှင်းပြဘူးလားလို့မေးတော့လီနာကရှင်းပြစရာလိုမလားလို့ဒေါသကြီးနဲ့ပြန်မေးကနေမှာအကျွေးတွေပတ်လေဝိုင်းနေပြီအလုပ်လည်းမရှိကုမ္ပဏီလည်းပြတ်သွားပြီငါနေနောက်ကိုလိုက်ပြီးတော့ငက်ပြက်ခံရမှာလားဒါမှမဟုတ်ရွာပြန်ပြီးအမိုက်ကောက်ရမှာလားလို့လီနာကအော်ပြောလိုက်ရကျင်းဟောက်ကလည်းလီနာမင်းအရင်ကအမြင်တော်ဆောင်ရမ်းဆိုတာပဲဒီလိုကောင်မျိုးကမင်းကိုအိတ်ဝယ်ပေးဖို့နေနေတာအိတ်ကစိတ်ကိုတောင်ဝင်နိုင်မှာမဟုတ်ဘူးလို့ဝင်လောင်လိုက်ပါတယ်လီနာကလျံဟိုင်ရှမ်းကိုသူ့ကိုလာမရှုံးဖို့ထပ်ပြောလိုက်ကနေလို့အသုံးမချတဲ့ကောင်နဲ့တွဲတဲ့သူကကန်ဆိုးတာပဲထွက်သွားစမ်းနေရတငါရွာကိုသာပြန်သွားတော့နေလိုလူမျိုးကရွှွန်ထဲမှာပဲပုတ်တိုးသွားဖို့တင့်တော်တယ်လို့လီနာကရရဆက်ဆက်ပြောဆိုလိုက်ပါတယ်လျံဟိုင်ရှမ်းကတော့မထီမဲ့မြင်ပုံစံနဲ့ပတ်စံတွေကိုဖျဲချဲချလိုက်တာပေါ့လျံဟိုင်ရှမ်းကစုံနေတာနေဒီနေ့ပြောတဲ့စကားလုံးတိုင်းကိုငါမှတ်ထားမယ်လို့နာကျင်စွာနဲ့ကြုံသွားလိုက်တော့မှတ်ထားတော့ရောဘာဖြစ်လဲလို့ခနဲ့လိုက်ကနေငါ့ကိုပြန်ပြီးအောင်မြင်ပြနိုင်မှာမို့လို့လားလို့လီနာကမေးတော့လျံဟိုင်ရှမ်းကအဲ့ဒီနေကိုရောက်လာလိမ့်မယ်အဲကြောင့်မှနောက်လည်းမကြည့်နဲ့လို့ပြက်ပြက်သားသားပြောပြီးထွက်လာခဲ့ပါတယ်ရွာကိုပြန်ရောက်တဲ့အခါရွာကန်တယောက်ကအားလုံးပဲကြည့်ကြပါငါတို့တုံးရွာကတထေးကြီးပြန်လာပြီလို့လောင်ပြောင်တဲ့လေတန်းနဲ့အော်ပြောလိုက်တယ်လို့အတော်ကြီးကလည်းဟိုင်ရှန်မင်းကဘာလို့ဘတ်စကားစီးပြီးပြန်လာရတာလဲမြို့ကတထေးတွေကကောင်းမောင်းစားတာမဟုတ်ဘူးလားလို့လောင်တယ်လို့ဦးလေးကြီးကလည်းဘယ်တထေးကများဒီလိုအထုပ်အပိုးအဆောက်ကြီးကိုဆွဲလာတာရှိလဲလို့ဒီတက်တာကငါ့အိမ်ကကြက်ချံထက်တောင်ဟောင်းနေသေးတယ်လို့ရွာကန်တွေကဝိုင်းလောင်ကြပါတယ်နောက်တစ်ယောက်ကသူ့ကောင်မလေးကတထေးနဲ့ပါသွားပြီးတဲ့သူ့မောင်လေးအကျွေး9000ကျော်တင်နေတယ်လို့ကြားတယ်လို့အတင်းတုံနေကြပါတယ်အာချမ်းဆိုတဲ့လူကလျံဟိုင်ရှန်မင်းကတက္ကသိုလ်ကျောင်းသားဟန်ဆောင်နေတော့လားမြို့ကလည်းမင်းကိုလက်မခံမိန်းကလေးကလည်းမလို့ချင်းအကျွေးရှင်တွေကလည်းလိုက်နေတော့အခုမင်းပြန်လာတာမင်းမိဘတွေရဲ့နောက်ခံကြံသေးတဲ့သွေးကိုစုပ်ဖို့မဟုတ်ဘူးလားလို့ရရဆက်ဆက်စော်ကားလိုက်ပါတယ်ဟိုင်ရှန်ကမင်းပါဇက်ကအခုထိညစ်ပတ်တော့မဲလားလို့ဒေါသတကြီးပြန်ပြောတော့အာချန်ကငါပါဇက်ညစ်ပတ်တယ်ထင်ရင်မင်းကတန်းတန်းရှင်းရှင်းနေပြလေမင်းမိဘတွေကမင်းကိုကြောင်းထားပေးတာအကျွေးတင်တဲ့လူရှင်တော်တယောက်ဖြစ်ဖို့လို့လားမင်းဖေကအခါကျိုးမတက်စိတ်ခဲမှာအတန်းထန်းနေရချိန်မှာမင်းကတော့အထုပ်ဆောက်ကြီးဆွဲပြီးရွာကိုအရှက်ခွဲဖို့ပြန်လာတယ်ပေါ့လို့ဇက်တိုက်စော်ကားနေပါတယ်အနာကအတော်ကြီးတယောက်ကအာချန်အရင်မပြောပါနဲ့လို့ဝင်တာတော့အာချန်ကလွန်သလားငါဦးလေးနဲ့အတော်အတွက်ဒီဘဝမှာအဆုံးရှုံးသောအရာကသူ့ကိုမွေးခဲ့တာပဲဒီလိုအကောင်မန်းသိရင်ငငယ်လေးကလေးကပင်လေလေးကိုခရုကောက်ခိုင်းတာကမှကောင်းအောင်မဲလို့ပြန်អော်နေတော့လျံဟိုင်ရှမ်းကလျံအာချန်မင်းဒီနေ့ပြောတဲ့စကားတိုင်းကိုငါမှတ်ထားမယ်လို့တင်းမာစွာပြောလိုက်ပါတယ်အာချန်ကမှတ်ထားတော့ဘာထူးမှလဲမင်းရဲ့မိသားစုကငါဆိုင်မှာစံစီစာအကျွေးယူထားတာ2320ရှိတယ်မင်းတကယ်တက်တိရှိရင်မနေ့ပြန်မောတဲ့ချိန်အကျွေးလာဆက်လဲလို့စိန်ခေါ်လိုက်ပါတယ်မနေ့ပြန်မောမတဲ့ခင်မင်းရဲ့အကျွေးစည်းရင်ကိုရှင်းပေးမယ်လို့လျံဟိုင်ရှမ်းကလည်းပြပြသားသားပြောလိုက်တော့အာချန်ကနေဝံအတွင်းဘာနဲ့လာဆက်မှာလဲမိမပြစ်ခင်ရတဲ့မျက်နှာနဲ့ဆက်မှာလားလို့လောင်လိုက်ရဟိုင်ရှန်ကမင်းတကားသာမပိတ်ထားနဲ့လို့ပြန်ပြောခဲ့ကောင်အာချန်ကလျံဟိုင်ရှန်မင်းလိုကောင်ကဘယ်တော့မှကောင်းမထောင်နိုင်ဘူးမြို့မှာလည်းပုတ်တိုးခဲ့တယ်လို့ရွာမှာလည်းပုတ်တိုးနေမှာပဲလို့အော်ကြံခဲ့ပါတယ်အိမ်ရောက်တော့သူ့အမေကဟိုင်ရှန်သားလေးဘာလို့ဒီလောက်တောင်ပိန်သွားရတာလဲလို့ဝမ်းနဲ့စွာမေးလိုက်တဲ့အခါအမေသားပြန်လာပြီလို့ဟိုင်ရှန်ကပြန်ပြေတော့ပြန်လာရင်ပြီးတာပါပဲကွယ်အမေသားအတွက်ခောက်ဆွဲပြုတ်ပြီးကြောက်နှလုံးထည့်ပေးမယ်လို့သူ့အမေကပျော်ရွှင်စွာနဲ့ပြောရတလုံးစုံရပြီအမေလို့ဟိုင်ရှန်ကတားလိုက်ပါတယ်နှလုံးထဲမှာပါဒါပြင်မှာဘလောက်ပဲအခက်အခဲဖြစ်ဖြစ်အိမ်ပြန်ရောက်ရင်ပူပူနွေးနွေးစားရမယ်ထမင်းတလောက်ကိုတော့အမေမနဲ့ပြောနိုင်ပါဘူးလို့ဂယုတဆိုင်ပြောတော့အမေလျံအာချန်စီမှာအိမ်ကအကျွေးတင်နေတာတားကြောင်မလားလို့ဟိုင်ရှန်ကဝမ်းနဲ့စွာမေးလိုက်တော့မဟုတ်ပါဘူးပုံမှန်ဆန်တဲ့စီဝင်ရင်နည်းနည်းအကျွေးကြံနေတာပါသူလျှောက်ပြောတာကိုနားမထောင်ပါနဲ့လို့အမေကဖုန်းကြဲပြောပါတယ်သူကအကျွေးဆောင်ကိုရွာထိပ်ထိယူသွားတာပါကျွန်တော်တို့အိမ်ကတကယ်ကျွေးတင်နေတာပဲကိုလို့ဟိုင်ရှန်ကအစိမကောင်းစွာပြောလိုက်ပါတယ်အမေကမျက်နှာပြည့်ရတာကိုမကြောက်ပါဘူး။သားစိတ်ဆင်းရမှာကိုပဲကြောက်တာပါလို့နှိမ့်သိမ့်လိုက်ပါတယ်။ဟိုင်ရှန်ကအမေနောက်ဆိုအကျွေးတောင်းရင်သားစီကိုလာတောင်းလို့ရတယ်။ဒါပေမဲ့အမေနဲ့အဖေကိုလာစော်ကားတာမျိုးတော့လုံးဝလက်မခံနိုင်ဘူးလို့ဒေါသတကြီးပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဖခင်ပြန်ရောက်လာပြီးပြန်ရောက်ပြီလားလို့မေးလာပါတယ်။ဒီလိုနဲ့ထမင်းစားနေချိန်ဟိုင်ရှန်ကအဖေ
တားမစားတော့ဘူးလို့ပြောတော့ဖခင်ကငါအိမ်မှာထမင်းစားရင်မင်းလေးစားရမယ်လို့တင်းဆက်စွာပြောလိုက်ပါတယ်အဖေကဒီလိုပုံစံနဲ့ငါးချင်းတွေကိုသွားထမ်းအောင်ပါလားလို့ဟိုင်ရှန်ကစိတ်ပူစွာမေးတော့ဖခင်ကမထမ်းလို့ဘာလို့ရမှာလဲအိမ်မှာအကျွေးတွေရှိတယ်မင်းအပြင်မှာလည်းအဆင်မပြေဘူးလေလို့ဝမ်းနေစွာဖြေပါတယ်မနေ့ပြန်သားဆိုင်ကအကျွေးတွေသွားဆက်မယ်လို့ဟိုင်ရှန်ကပြောတော့ဖခင်ကအခုမှပြန်လာတာဘယ်ကပတ်စံနဲ့လဲလို့အံ့ဩစွာမေးပါတယ်တားပင်လေဘက်သွားပြီးစမ်းကြည့်မလို့ဟိုင်ရှန်ကဖြေတော့ပင်လေမှာရှာစားတာကမင်းစမ်းကျင်တိုင်းစားလို့ရတာမဟုတ်ဘူးရေတက်ရေစားလူမရွေးဘူးကြောက်ဆောင်တွေကလည်းလူမရွေးဘူးလို့ဖခင်ကတတိပေးလိုက်ပါတယ်ဒါပေမဲ့တားကြောင်အဖေတို့ကိုထပ်ပြီးတော့ခေါင်းမငုံခံခိုင်းနိုင်တော့ဘူးလို့ဟိုင်ရှန်ကပြက်ပြက်သားသားပြောတဲ့ကမနေ့ပြန်ရေနဲ့တဲ့ဘက်ကိုမတော်နဲ့ပုံးနဲ့အပေါက်တူးလေးယူသွားဖက်နဲ့ကိုညှက်ဖက်နဲ့မစိနဲ့လို့ view design မှာကြားလိုက်ပါတယ်ပင်လယ်ကမ်းဆက်ကိုရောက်တဲ့အခါအတုံးပြုသူသည်ပင်လယ်ပြင်ရှာဖွေရေးနယ်မြေကိုရောက်ရှိနေကြောင်းထောက်လန်းသိရှိရပါသည်ဆွေစုံသုံးပင်လယ်ရှာဖွေရေးစနစ်ကိုချိတ်ဆက်နေပါသည်ဆိုတဲ့အတန်ကြာတော့ဟိုင်ရှန်ကဘသူလဲလို့လန့်ပြီးမေးလိုက်ပါတယ်ချိတ်ဆက်ခြင်းအောင်မြင်ပါသည်အစားပြုသူတောင်းဝင်24နာရီအတွင်းတာမန်ပင်လယ်စာဆယ်ခြင်းရရှိရန်စွငွေအနေဖြင့်ငွေသား2000ယွမ်နဲ့အခြေခံရတနာရှာဖွေရေးပညာရရှိမည်အစားပြုသူလက်ဆောင်တော့ပေးပို့ပါမည်အခြေခံပင်လယ်စာခွဲခြားသိမြင်ခြင်းလက်ဆက်မှုထိန်းသိမ်းသည့်နေရာအစားပြုသူသောပင်လယ်ရှာတရွင်လို့စနစ်ကပြောပါတယ်ဘဲဘဲရွှေတလန်ရှုံးအောင်9စင်တီမီတာတွင်ပန်းကနန်း၄កောင်လို့စနစ်ကညွှန်ပြရာတွားတူးလိုက်ပြီးဟိုင်ရှန်ကလျံအချံဒီနေ့မောတဲ့ရင်မင်းပါဆက်ကိုပိတ်ပေးမယ်လို့စိတ်ထဲကနေကြုံဝလိုက်ပါတယ်ဘဲဘဲရွှေ3လန်ရှုံးအောင်6စင်တီမီတာတွင်ခယူး6កောင်လို့စနစ်ကထက်ညွှန်ပြပါတယ်အဲ့ဒီအချိန်မှာရွာကန်တွေဖြစ်တဲ့ကြောက်ရွံဟိုလီယန်မိသားစုကကောင်လေးကိုကြည်စမ်းလို့တယောက်ကပြောလိုက်တော့သူကမြို့မှာအဆင်မပြေလို့ပြန်လာတာမဟုတ်ဘူးလားဘလို့ဖြစ်လို့တစ်ချက်တူးတာနဲ့တကောင်အမြဲရနေတာလေလူတွေရဲ့အထင်သေးခံရတဲ့အချိန်မှာဘာတင်တင်အမြန်တက်တယ်လို့နောက်တစ်ယောက်ကပြန်ပြေးပါတယ်ဘဲဘဲရှိပြန်ကျင်းနေတော့ကြောက်တုံးပေါ်တွင်ထိုင်းနိုင်သည်ညဘက်ခြေတော်နားတွင်ရေတကွန်ကောင်ရှိသည်ရှောင်သွားပါရှေ့ကြောက်ကြားတွင်ကြောက်ကနန်းတကောင်လို့စနစ်ကညွှန်ပြပေးနေပါတယ်တာမန်ပင်လေးစာစေတသက်မှနှစ်ကြိမ်ရရှိပါသည်ပထမဆုံးတာဝန်ပြီးမြောက်ပါသည်စုငွေသား2000ယွမ်ချီးမြှင့်ပြီးအခြေခံရတနာရှာဖွေရေးပညာကိုဖွင့်ပေးလိုက်ပါသည်လို့စနစ်ကအသိပေးပါတယ်2000ဆိုတာအစပဲရှိသေးတယ်ဒီနေ့တော့သူတို့ပါဆက်ကိုအရင်ပိတ်ခိုင်းထားရမယ်လို့ဟိုင်ရှန်ကတွေးလိုက်ပါတယ်အားချန်ကသူဒီနေ့ငွေနေရထုတ်ပြနိုင်ရင်ငါရှုံးနေမှမြို့ကလည်းသူ့ကိုမလိုချင်ဘူးပင်လေကလည်းသူ့ကိုအတိမတ်ပြုမှာမဟုတ်ဘူးလို့လောင်နေပါတယ်ရွာသားတယောက်ကဒီတပုံလုံးမင်းရှာလာတာလားဒီလောက်ကြီးတဲ့ကြောက်ကနန်းမျိုးငါ3ရက်တောင်ရှာတာတောင်တကောင်မှမတွေ့ဘူးလို့အန်အော်တကြီးမေးရအားချန်ကဘသူသိမှလဲသူဟန်ဆောင်ဖို့ဝေလာတာလေးဖြစ်နိုင်တာပဲလို့ဝင်ပြောတော့ဟိုင်ရှန်ကဒီလိုတပုံမျိုးမင်းဝေပြဆမ်းမလို့ခွန့်တုံပြန်လိုက်ပါတယ်ပင်လေစာတွေကရောင်းမထွက်ရင်အပုတ်ရေတပုံပဲဖြစ်မှာလို့အားချန်ကဆက်လောင်တော့ဟိုင်ရှန်ကအဲ့ဒါဆိုမင်းနေလေကြရင်မတော်နေအောင်ပုတ်တလားမပုတ်ဘူးလားဆိုတာအနားကပ်ပြီးတော့နန်းကြီးလို့တင်းမာစွာပြောလိုက်ပါတယ်တကယ်ပဲတားရှာလာတာလားလို့အမေကဝမ်းသာအားရပြီးတော့ဟိုင်ရှန်ကအမေနဲ့ဖေးစားဖို့နည်းနည်းချန်တာကျန်တာကိုသားသွားရောက်မယ်လို့ပြန်ပြေးပါတယ်ဖခင်ကလက်တွေပါတွေရှာနာသေးလားလို့စိတ်ပူစွာပြီးတော့မရှာပါဘူးအဖေလို့ဟိုင်ရှန်ကဖြေပါတယ်ကနန်းဖန့်ရင်အခုအနောက်ကနေကိုင်းရမယ်လို့အဖေတင်ဘူးပေးတယ်လေလို့ဟိုင်ရှန်ကပြောတော့ဖခင်ကအတင်းမလုံးနဲ့ပင်လယ်ကန်းဆက်ဆိုတာဒေါသထွက်ပြီးပြန်ဆိုင်ရမယ့်နေရာမဟုတ်ဘူးလို့ဆုံးပါပါတယ်ဒါကဒေါသနဲ့လုံနေရမဟုတ်ပါဘူးအကျွေးဆက်ဖို့ပတ်စံရှာနေတာပါလို့ဖြေပါတယ်အားဆန်ရဲ့အကျွေးကိုဆက်နိုင်လောက်ပြီလားလို့မိခင်ကမေးတော့လောက်ယုံတယ်မကဘူးအများကြီးပူသေးတယ်အမေသားပြန်လာတာစောင့်နေအိမ်ကအကျွေးတွေကုန်ကြေးစေရမယ်လို့ဟိုင်ရှန်ကယုံကြည်မှုရှိပြောပါတယ်ဈေးရောက်တော့ရောင်းသူတယောက်ကရွာပြန်ရောက်ခါစားလေးရှိသေးတာပင်လိုက်စားလာရောင်းရဲတယ်မင်းဈေးကွက်ကိုနားလေလို့လားလို့မေးတော့ဟိုင်ရှန်ကနားလေပါတယ်လက်ဆက်တဲ့ပစ္စည်းကလက်ဆက်တဲ့ဈေးရမှာပေါ့လို့ဖြေလိုက်ပါတယ်ဒီကျူတွေကတော်တော်ဝတာပဲဘလို့ရောင်းမလဲလို့ဝယ်သူကမေးတော့တချင်းကိုခဏရွှမ်းမှာမနက်ကမှတူးလာတာတဲတော်မပြောင်းသေးဘူးလို့ဖြေပါတယ်လူငယ်လေးတက်ရောင်ကမလုံနဲ့လို့လူကြီးကပြောတော့ပစ္စည်းမကောင်းမှပါစံနိုင်အာမခံရတာပစ္စည်းကောင်းရင်သူ့ဘာသာသူစကားပြောလိမ့်မယ်လို့ဟိုင်ရှန်ကယုံကြည်မှုပြည့်နဲ့ပြန်ဖြေပါတယ်တဘာဝအတိုင်းတုံဝမ်ကြောက်ကြကနေဖမ်းလာခဲ့တာအခွန်မပြီးလက်မတွေကလည်းတန်ပါလေဒီမနက်မှရတဲ့အရှင်တွေကြည့်ပဲလို့ရှင်းပြတော့ဝယ်သူကနောက်ဆိုရင်ပုံမှန်လာဖို့ပေးနိုင်မလားလို့မေးတော့ဟိုင်ရှန်ကနေတိုင်းဒီလိုမျိုးပဲဖြစ်လာမယ်တော့အာမမခံဘူးဒါပေမဲ့ပူးသမျှကတော့အသစ်ဆက်ဆက်လက်ဆက်ကြီးပဲလို့အာမခံပါတယ်လို့ဖြေပါတယ်ဒီစကားကယုံရလောက်တယ်ကျန်တာတွေအကုန်လုံးငါယူမယ်နောက်ဆိုထောဘက်ကနန်းတို့ကနန်းစိမ်းကြီးတွေရရင်ဖူပိုင်းလုံစားတော့ဆိုင်ကိုတိုက်ရိုက်လာဖို့လဲလို့တတိကပြောပါတယ်အဲ့ဒီချိန်မှာတခြားကုန်တဲ့တယောက်ကတတိကျွန်တော်ရောင်းလာတာ10နှစ်ကျော်ပြီကျွန်တော်ရဲ့ပစ္စည်းတွေကပို့ပြီးတော့ပုံမှန်ပို့ပေးနိုင်တာတေချာတယ်လို့ဝင်လူပါတယ်တတိကငါအရေးသေးကိုပဲဝင်တာမင်းဘယ်နဲ့လောက်ခဲ့တလဲဆိုတာဘယ်သူကဂယူးဆိုင်လို့လဲလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်အာဆန်ကသူသာအကျွေးဆက်နိုင်ရင်ငါအကျွေးစာအုပ်ကိုစားပြစ်မယ်ခဏနေသူ့ဆိုင်နဲ့ဝင်လာရင်အချိန်ပိုပေးဖို့တောင်းပန်မှတေချာတယ်လို့လောင်နေပါတယ်ဟိုင်းရှန်ရောက်လာတော့အာချန်ကအချိန်ပိုပေးဖို့လားပါလေရောင်းမထွက်လို့ကိုကြီးစီလာတောင်းပန်တာလားလူတယောက်ကိုအကူအညီတောင်းမယ်ဆိုရင်တောင်းပန်တဲ့ပုံစံပေါက်ရမယ်ဒူးထောက်ပြီးကိုကြီးလို့ခေါ်ဆန်းလို့စော်ကားလိုက်ပါတယ်ဟိုင်းရှန်က
ငါဒီနေ့မင်းကိုလာတောင်းမှန်တာမဟုတ်ဘူးလို့တဲမှာစွာပြောလိုက်က အကျွေးဆက်လိုက်ပြီးဒူးထောက်ရမလားမနေ့ကငါမေကိုစော်ကားတော့ကမင်းရဲ့မက်ရက်နေတဲ့ခါကဘယ်ရောက်သွားပြီလဲလို့ပြန်ပေးလိုက်ပါတယ်ဒီပတ်စံတွေကဘယ်ရရတာလဲမတန်ရှင်းတဲ့ပတ်စံတွေတော့မဟုတ်ပါဘူးနော်လို့အားဆန်ကအတန်တရားနဲ့မေးရဟိုင်းရှန်ကတန်ရှင်းလားမတန်ရှင်းဘူးလားဆိုတာမင်းနဲ့မဆိုင်ဘူးမျက်စိဖွင့်ပြီးတေချာကြည့်တာငါပင်လေးကိုမေးပြီးထမင်းစားတာညစ်ပတ်တဲ့ပတ်စံနဲ့ပတ်စံရှာတာမဟုတ်ဘူးအားဆန်ပတ်စံလိုက်ရပြီစိတ်ရင်းလေးရှိတယ်ပဲပြလိုက်တော့လို့အော်ပြောလိုက်ပါတယ်ဒီကအတော်ကြီးတယောက်ကသူပြန်ဆက်တာမှန်နေတာပဲလို့ဝင်ပြောတော့တေးသေးချာချာဖြတ်ပြီးအတန်ထွက်ပတ်ပြပါအောင်လို့ဟိုင်းရှန်ကခိုင်းလိုက်ရအားဆန်ကမင်းလူကိုအရန်အနိုင်မကျင်းနဲ့တော့လို့ဒေါသတကြီးပြောတဲ့အခါဟိုင်းရှန်ကမဟုတ်ရင်မင်းကတိတိုင်းအကျွေးစာအုပ်ကိုသာစားပြလိုက်တော့လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီကအားဆန်ကတရန်ရှိုးတိုင်းမိသားစုရဲ့အကုံစုံဆိုင်အကျွေးကြည့်ပါပြီလို့မကြည့်မနဲ့ဖက်ပြပါတယ်ပိုးကျဲကျဲဖက်ဆန်းလို့ဟိုင်းရှန်ကအော်ပြောတော့အားချန်ကကြည်ပါပြီအကျွေးကြည်ပါပြီလို့အော်ဖတ်လိုက်ရပါတယ်နောက်တခါငါမိသားစုတွေကိုထပ်ပြီးတော့စော်ကားရင်မင်းအကျွေးစာအုပ်တော့မလန့်ရအောင်လုပ်ပြင်မယ်လို့ဟိုင်းရှန်ကစဉ်းချောက်ခဲ့ပါတယ်အိမ်ပြန်ရောက်တော့အမေဖြစ်သူကဒီလောက်တောင်များလာကုံစုံဆိုင်အကျွေးရောကြေးသွားပြီလားသူ့တောင်အခက်တွေ့အောင်မလုပ်ဘူးလားလို့အန်အော်ဝမ်းသာစွာနဲ့မေးရအခက်တွေ့အောင်လုပ်ပါတယ်ဒါပေမဲ့သူမနိုင်ခဲ့ပါဘူးအကျွေးစာအုပ်မှလည်းပဲဖြတ်လိုက်ပြီလို့ဟိုင်းရှန်ကပြုံးပြီးပြေးလိုက်ပါတယ်ပဲဖြတ်လိုက်ရုံနဲ့မကဘူးရွာသားတွေရှိမှအတန်ထွက်ဖတ်ခိုင်းလိုက်သေးတယ်လို့အဖေကဝင်ပြောလိုက်တော့အဖေမနေ့ကသူကအဖေနဲ့အမေတို့ဒီဘဝမှာအဆုံးရှုံးသောအရာကသားကိုမွေးခဲ့တာပဲလို့ပြောတယ်အဲ့ဒီစကားကိုအဖေတို့ပေါ်လက်ကားတက်တက်အကြခံလို့မဖြစ်ဘူးလေလို့ဟိုင်းရှန်ကပြောလိုက်ရဖခင်ကမနေ့ပြန်ကမင်းနဲ့အတူပင်လယ်ကိုလိုက်ခဲ့မယ်လို့ခေါင်းယူစွာပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတာဝန်သစ်ထွက်ပေါ်လာပါပြီအရေးသွေးမြင့်ပင်လေးစာ9ချင်းဖမ်းယူရန်စွငွေအနေနဲ့ငွေသား9000ရွှန်နဲ့ချောင်းမလေးစီတော့ပင်လေးရှာဖက်နဲ့တရန်လို့စနစ်ကကြီးညာပါတယ်။ဟိုင်းရှင်ကရတယ်လေမနေ့ပြန်သားဖားနှစ်ယောက်အကောင်ကြီးကြီးတွေသွားဖမ်းကြတာပေါ့လို့ပြောရှင်စွာပြောလိုက်ပါတယ်။နောက်တစ်နေ့မှာအားချန်ကတာဖားနှစ်ယောက်အတူတူထွက်လာကြတာလားမြို့မှာအဆင်မပြေတော့အဖေကိုခေါ်ပြီးပင်လေးကန်ဆက်ကစားကျွင်းစားကြံတွေကိုလိုက်ကောက်နေတာမရှက်ဘူးလားလို့လောင်ပြောင်းလိုက်ပါတယ်။ကိုလက်နဲ့ကိုရှာစားတာကရှက်စရာလားဒါမှမဟုတ်ပါဇက်နဲ့သူများပေါ်ရုံမာပြီးရုံစရာကောင်းအောင်လုပ်တာကရှက်စရာလားမင်းအဖေကမင်းကိုလူပီတောက်အောင်မတင်ပေးခင်ငါတင်ပေးဖို့ဝင်မလေးဘူးနော်လို့ဟိုင်းရှန်ကပြန်ပတ်လိုက်ပါတယ်အားဆန်ကမင်းကပင်လေစာပေါ်တဲ့နေရာကောင်းကိုဖွက်ထားတာမဟုတ်ဘူးလားဒီနေ့ကမင်းနောက်ကိုလိုက်မယ်မင်းဖမ်းနိုင်ရင်ငါလည်းဖမ်းနိုင်ရမယ်လို့စိန်ခေါ်လိုက်ပါတယ်ရပါတယ်ပင်လေကငါ့အိမ်ကပိုင်တာမှမဟုတ်တာလိုက်ချင်လိုက်ခဲလို့ခွင့်ပြုလိုက်ပါတယ်ပင်လေရောက်တော့ဖခင်ကနောက်ထပ်နိုင်ရွက်နေရတက်တော့မယ်အရန်နဲ့တဲ့ဘက်ကိုမသွားစားနဲ့လို့တတိပေးပါတယ်ရှေ့10မီတာညာဘက်ကြောက်ကြားတွင်ကနန်းစင်းကြီးနှကောင်ဘဲဘက်ရှိရင်းကြီးများမှာဆွတ်ချော်လွှဲနေသည်လို့စနေကညွှန်ပြပါတယ်အဖေကအားဆန်ကိုအဲ့ဒီနေရာကချော်ရင်တော့လို့တတိပေးလိုက်ပေးမယ်အားဆန်ကဦးလေးသားကိုသာတိချကြည့်တာပါသူမျိုးမှာသူများကိုဖားရပြီးပြုံးပြနေချိန်ကလေးကကျွန်တော်ကပင်လေမှာရှာစားတတ်နေပြီလို့မမောစွာပြောပါတယ်အဲ့ဒီချိန်အားဆန်ကလည်းတတိပေးတာကိုမှနားမထောင်ခံပေါ်လို့ဟိုင်းရှန်ကပြောတော့အားချန်ကလာမချောင်းနဲ့နော်လို့ပြန်អော်ရဟိုင်းရှန်က600ရမလားမနေ့ကမင်းပြောတော့ငါရှုံနေရခရူးလောက်တောင်သုံးမကြဘူးဆိုအခုကြည့်ရအောင်ဘယ်သူကပို့ပြီးအဆက်ကွဲမလဲဆိုတာကိုပြောလိုက်ပါတယ်ဒီလိုနဲ့ရွာပြန်ရောက်တော့အားချန်ရှော်လဲပြီးရွှွနေပြီးချန်လာတဲ့ကောင်ရွာသားတယောက်ကအားချန်မင်းကပင်လေသွားရှာလာလားပင်လေကနေနေထုတ်ခံရတာလားလို့လောင်လိုက်ပါတယ်ဟိုင်းရှန်ကကနန်းဖမ်းနေမင်းရောက်ရွှွနေဖမ်းလာတယ်ဒါလေးကိုကျိုးအမျက်နဲ့ကိုပဲလို့နောက်တစ်ယောက်ကဝင်ပြောပါတယ်။အားချန်ကသူကတက်တက်အနေရရှိတော်မပြောပြတာလို့ဆွဆွဲပါတယ်။ဟိုင်းရှန်ဖခင်ကငါမင်းကိုတတိပေးတာပဲ။မင်းကငါသားကိုသာတေချာကြည့်ထားလို့ပြောခဲ့တာလေလို့ပြောပါတယ်။ဟိုင်းရှန်ကပတ်ဆိုင်ရှာခြင်းအရင်ဆုံးခေါင်းကုန်ပြီးလမ်းကိုကြည့်တတ်ရမယ်။လူပိသားခြင်းအရင်ဆုံးပါဇက်ပိတ်ထားဖို့တင်ယူရမယ်လို့ဆုံးမလိုက်ပါတယ်။ပြီးတော့အဖေဖူဝိုင်းလုံးစားတောက်ဆိုင်ကိုတွားဖို့ရအောင်ဒီနေ့သူတို့ကိုပစ္စည်းကောင်းတွေပြပေးမယ်လို့ပြောလိုက်ပါတယ်။စားတောက်ဆိုင်ရောက်တော့စပူမှုကပစ္စည်းကောင်းမယ်မနေ့ကထက်တောင်ကြည့်သေးတယ်။ဒီလိုကနန်းမျိုးကအသားကျစ်တယ်။ရှောင်းလျံမင်းသာထောဘကနေရအောင်ရှာနိုင်ရင်ငါစင်းနစပေးမယ်လို့ပြောတဲ့အခါအခြေခံယတနာရှာဖွေရေးပညာမှာရှားပါပင်လေစာသဲလုံစာကိုတွေ့ရှိပါသည်ထောဘကနမနေ့ပြန်အာယုံတက်ချိန်အရှိပန်ကြောက်ဆောင်တန်းနှဆိုင်သောကြောက်ကြားတွင်လို့စနေကညွှန်ပြပါတယ်ဟိုင်းရှန်ကအဲ့ဒါဆိုမနေ့ပြန်ရေကန်အကြီးကြီးတစ်ခုသာဆန်ထားပြီးတော့လို့ယုံကြည်မှုရှိရှိပြောလိုက်ပါတယ်ဖခင်ကတကယ်ပဲတေချာလို့လားလို့စိတ်ပူစွာပြီးတော့ဟိုင်းရှန်ကအဖေတရားအားဆိုင်ကကျွန်တော်တို့ကိုပင်လယ်ကန်းဆက်ကစားကျွင်းစားကြံတွေကောက်စားတယ်လို့ပြောတယ်မလားမနေ့ပြန်ကြရင်ပင်လယ်ကန်းဆက်ကစားကျွင်းစားကြံတွေကသူမျက်လုံးပြူးသွားလာအောင်ဈေးရနိုင်တယ်ဆိုတာပြပေးမယ်လို့ပြောပြီးပြလိုက်ပါတယ်နောက်တစ်ခါမှာဆရာမလေးတယောက်နဲ့ဈေးသည်တယောက်ရန်ဖြစ်နေပြီးဈေးသည်ကနေငါရဲ့ခရူကိုတိုက်မိပြီးခွဲလိုက်တာပတ်စံရောလို့អော်နေပါလေဆရာမလေးကငါမတိုက်မိပါဘူးရှင်ကိုယ်တိုင်တေချာမကင်ထားလို့အကြကွဲတာပါလို့ညင်ပါတယ်နောက်တစ်ယောက်ကလည်းညင်းနေသေးတယ်နင်တို့ရွာကဒီလိုပဲနေကံမဟုတ်တဲ့သူတွေကိုအနိုင်ကျင့်တာလားလို့អော်လိုက်ပါတယ်ရွာကန်တစ်ယောက်ကဆရာမလေးရှောင်ရွံနည်းနည်းပါးပါးလျှော်ပေးလိုက်ပါပြဿနာမကြီးစေနဲ့လို့ဝင်းဖြန့်ပြီးတော့ဆရာမလေးကကိုမလုပ်ခဲ့တဲ့ကိစ္စကိုဘာလို့ရော်ရမှာလဲလို့ခန်းစားချက်ပြင်းပြင်းနဲ့ပြန်ပြောပါတယ်အဲ့ဒီချိန်မှာဟိုင်းရှန်ရောက်လာပြီးဈေးတွေကိုလက်ဖယ်လိုက်စမ်းပါလို့အမိန်ပေးလိုက်ပါတယ်မင်းကဘာတူလဲလို့ဈေးတွေကရန်တွေ့တော့ပင်လေစာရောင်းတဲ့သူပဲလို့ဟိုင်းရှန်ကအေးစီစွာဖြေပါတယ်ပြီးတော့ဟိုင်းရှန်ကခင်ဗျရဲ့ဒီကျူကအစကတည်းကကွဲနေတာပါပစ္စည်းအပြက်ကြီးနဲ့လာပြီးလူလိမ့်မနေနဲ့အတိတ်ကွဲတဲ့အခွန်ဆိုရင်အစွန်းတွေကဆိုပြီးတော့တောက်ပြောင်နေရမယ်ဒီအကွဲကြောင့်ကဖြူလျော်နေပြီးအသားတွေတောင်ကျုံနေပြီးခင်ဗျမယုံရင်ပင်လေစာဈေးထဲမှာသွားပြီးတော့စစ်ဆေးကြည့်လို့ရတယ်လို့ရှင်းပြလိုက်ပါတယ်မင်းကငါ့ကိုလာချောင်းနေရလားလို့ဈေးတွေကအော်တော့ဟိုင်းရှန်ကကျွန်တော်ကဖူဝိုင်းလုံးစားတောက်ဆိုင်ကိုကနန်းရှင်တွေခုလေးတင်ပို့ပြီးသွားတာပါ
ခင်ဗျဆက်ပြီးပြဿနာရှာမယ်ဆိုရင်ဈေးရတာဝန်ရှိသူတွေကိုခေါ်ပြီးဒီနေရာမှာပဲရှင်းခိုင်းလိုက်မယ်ခင်ဗျဘက်ကမှန်ရင်ကျွန်တော်လျှော်မယ်ခင်ဗျလူတိုင်းဆိုရင်တော့ခင်ဗျကိုအရေးယူမဲ့သူရှိလိမ့်မယ်လို့ပြက်ပြက်သားသားတတိပေးလိုက်ပါတယ်ဘေးရလူတွေကလည်း DQ ကတကယ်ပဲအခုမှကွဲတဲ့ပုံမပေါဘူးလို့ထောက်ခံကြပါတယ်ဈေးတွေကဆရာမလေးကိုတောင်းပန်မလို့လို့တော့ဆရာမလေးကငါတောင်းပန်ဖို့မလိုပါဘူးသူ့ကိုတောင်းပန်လိုက်နောက်တစ်ခါအကြောင်းအကျိုးအသင့်ပြောတတ်တဲ့သူကိုအနိုင်ကျင့်လို့ရတယ်လို့မထင်နဲ့လို့တင်းမစွာပြောလိုက်ပါတယ်ရွာထဲကကလေးလေးတွေကတက်တာလေးကိုဝိုင်းကြည့်နေကြရင်ကလေးတယောက်ကဦးရိယကနန်းဖန်တာတကယ်တော်တာပဲလို့အန်အော်တကြီးပြောနေပါတယ်ဟိုင်းရှန်ကကလေးတွေကိုပြုံးပြီးနည်းနည်းပပပါပဲကွာနောက်တစ်ခါကျရင်မင်းတို့လက်မှုပစ္စည်းတွေလုပ်ဖို့ခရုကုန်လွတ်တွေယူလာပေးမယ်အသက်ရှိတဲ့အရာတွေကိုတော့အလွယ်တကူကစားစရာမလိုရဘူးပင်လေတွေကအကောင်တွေလည်းအသက်ရှင်ဖို့လိုတယ်လေလို့ရှင်းပြလိုက်ပါတယ်မိန်းကလေးတယောက်ကဟိုင်းရှန်နာကိုရှောက်လာပြီးရှင်ကုန်းငယ်စွာနဲ့ရွာကိုပြန်လာရလိမ့်မယ်လို့ရွာသားတွေကပြောနေကြတာအခုကျမကြည့်ရတဲ့လောက်တော့သူတို့ပြောတာတဝက်လောက်ပဲမှန်တယ်လို့ပြောလိုက်တော့ဟိုင်းရှန်ကဘယ်တဝက်ကမှန်တာလဲလို့မေးလိုက်ပါတယ်လာပါတဲ့နေဝင်စည်းစာကိုကြည့်ရင်သူမကရှင်ပြန်ရောက်လာတာကတော့ဟုတ်တယ်ဒါပေမဲ့ကုန်းငယ်စွာနဲ့တော့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီကဟိုင်းရှန်ကလဲကြဘူးတာကမရှက်စရာမကောင်းပါဘူးလဲကြပြီးပြန်မထနိုင်တာကမှရှက်စရာကောင်းတာပါလို့လေးနဲ့စွာပြန်ဖြေလိုက်ပါတယ်မိန်းကလေးကအစိတ်ဝင်စားသွားပြီးဗီဒီယိုရိုက်ဖို့ရောရှင်မစင်စားဘူးလားရှင်ကပင်လေးစာပန်းကျမကဗီဒီယိုရိုက်တီးဖြတ်ပြီးအကောင့်ကိုစီစဉ်ပေးမယ်လို့အကြံပေးလိုက်ပါတယ်ဟိုင်းရှင်ကဘာလို့ငါ့ကိုကူညီချင်ရတာလဲလို့တန်တရားနဲ့မေးလိုက်တော့ခုနကရှင်ကျမကိုကူညီခဲ့လို့လေပြီးတော့တုံးမိုင်ရွာကလူငယ်တွေကိုပြောင်းလဲချက်ပေးနိုင်မဲ့သူတယောက်လိုအပ်နေလို့ပါလို့ပြောလျက်ဖြေလိုက်ပါတယ်ဟိုင်းရှန်ကပစ္စည်းတွေသိမ်းစီရင်မနေ့ပြန်မနေ့စောစောအရှိဘက်ကြောက်ဆောင်တန်းကိုလာခဲ့ဗနက်ဖြူမစည်းခဲ့နဲ့ငါးနောက်မှလည်းမရှဲနဲ့လို့တတိပေးလိုက်ပါတယ်ဟိုင်းရှန်ရဲ့အဖေကအရေးပုံးကိုကင်ကစိုးရင်တကြီးနဲ့ပင်လယ်စာဖန်းတာကအလောက်ကျန်းกว่าဗီဒီယိုရှောက်ရိုက်နေရင်အလုပ်တွေနောက်လေးကုန်လိမ့်မယ်လို့ပြောလိုက်ပါတယ်မိန်းကလေးကဝင်ပြီးသူ့ကိုတရုပ်ဆောင်ခိုင်းမှာမဟုတ်ပါဘူးပင်လယ်စာတွေပေးရရလေဘလို့ဖန်လဲဖောက်တယ်ရီစီဘလို့ပို့ပြီးတလဲဆိုတာကိုပဲရိုက်ပါပါမြို့ဝလူတွေကဒီလုပ်ငန်းစဉ်တွေကိုတွေးမှပစ္စည်းကောင်းကိုရဲရဲဝယ်ရေးကြမှာလေလို့ရှင်းပြလိုက်ပါတယ်လက်ဖက်ရည်လာချပေးတဲ့အမေဖြစ်သူကလည်းဒီစကားမှန်နဲ့ပစ္စည်းဝယ်တဲ့သူတွေကစိတ်ချရဖို့ကိုပဲကြည်ကြတာလို့ထောက်ခံလိုက်ပါတယ်မိန်းကလေးကဖုန်းကိုကြည့်ရင်အကောင့်နာမည်ကိုတုံးဝမ်လက်ဆက်ပင်လိုက်စားလို့ပေးထားတယ်။မှတ်ရလွယ်ပြီးအမတ်တစိတ်တစ်ခုတည်းနဲ့လည်းတူတယ်လို့ပြောလိုက်ပါတယ်။ထောပတ်ကနန်းကိုမနေ့ပြန်မနေ့အစောစောအရှိဘက်ကြောက်ဆောင်တန်းရဲ့အကွဲကြောင့်အနက်ထဲမှာတွေ့နိုင်တယ်လို့အချက်ပေးလာတာကြောင့်ဟိုင်းရှန်ကမနေ့ပြန်ဆော့ဆော့လာရင်တခြားသူတွေမနာလို့ဖြစ်လောက်မဲ့အရာတစ်ခုခုကိုရိုက်ကောင်းရိုက်နိုင်လိမ့်မယ်လို့ယုံကြည်မှုရှိရှိပြောလိုက်ပါတယ်။နောက်တစ်နေ့မနက်ခင်းမှာအဖေဖြစ်သူကရေပုံးအစ်စ်လေးပေးရင်ဂျာကိုသုံးပါအဲ့ဒီရေပုံးအစောက်ကြီးကိုမကင်ပါနဲ့တော့လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဟိုင်းရှန်ကအစောက်ကိုပဲစက်ကင်ထားရင်ဒီပုံးစုံလေးကိုတင်ထားခြင်းနဲ့ငါတုံးဝံရွာမှာအလဟတ်အချိန်မကုန်ခဲ့ဘူးဆိုတာကိုတရားအချမ်းမရအောင်လို့ပါငါဒီပုံးစုံလေးနဲ့ပဲဘဝကိုပြန်ပြီးတော့တိဆောက်တယ်ဆိုတာသူသိစေရမယ်လို့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ပြောလိုက်ပါတယ်ပင်လေကန်းဆက်ကြောက်ဆောင်လေးကြမှာရိုက်ကူးရေးဆောက်လုပ်ပါတယ်အဖေဖြစ်သူကနိုင်ရွက်တွင်ထွက်ခဲ့ပါဗီဒီယိုရိုက်ဖို့အတွက်နဲ့အနေနဲ့များနဲ့အနက်ကြီးလေးကိုမသွားပါနဲ့လို့တတိပေးလာပါတယ်ခဏနေတော့ကြောက်ကောင်းတဲ့ကကနန်းတကောင်ကိုတွေ့သွားပြီးတကယ်ပဲထောဘက်ကနန်းဖြစ်နေတယ်ဒါမျိုးကတွေ့ရခဲ့တယ်လို့မိန်းကလေးကအံ့ဩတကြီးပြောလိုက်ရအဖေကမလောနိုင်အောင်လို့ပြောလိုက်တဲ့အခါအဲ့ဒီနောက်ရှမ်းဟိုင်ကကနန်းကိုမြောက်ကင်လိုက်ပြီးဒီနေ့တော့ဒါကပင်လေစာတသက်မဟုတ်တော့ဘူးငါ့ကိုအထင်သေးခဲ့တဲ့သူတွေရဲ့မျက်နှာကိုရိုက်ချမဲ့လက်သေးပဲလို့ဒေါသအတန်နဲ့ပြောလိုက်ပါတယ်ဖူဟိုင်စားတော့ဆိုင်မှာဆိုင်ရှင်ကကနန်းကိုကြည့်ပြီးရှောင်းလျံဒီထောဘက်ကနန်းကိုငါယူမယ်ယွမ်1000ပေးမယ်လို့ကျင်းနဲ့စွာပြောလိုက်ပါတယ်ဆိုင်အပြင်ဘက်မှာကားတစ်စီးနဲ့ချမ်းသာလေးစုံတွေကျင်းအောင်နဲ့လီနာရောက်လာပါတယ်လီနာကဟိုင်းရှန်ကိုလောင်ပြောင်တဲ့လေတံနဲ့တရားဟိုင်းရှန်မင်းတကယ်ပဲရွာပြန်ပြီးပင်လေစာလာဖမ်းနေရလားလို့မေးတော့ကျင်းအောင်ကလီနာကြီးသူကဒီပုံးစုံလေးနဲ့များဘဝကိုအဖက်ဆဲခြင်းနေရလားမသိဘူးလို့ပြောလိုက်ပါတယ်ရေးစားဟောင်းလီနာကလည်းနင့်ကိုတင်ငါရွာကိုပြန်သွားဖို့ပြောတော့ကတကယ်စကားနားထောင်ခဲ့တာပဲနှမျောစရာကောင်းတာကနင်းတစ်တလုံးပင်လေစာဖမ်းနေလေငါလက်ထက်ကအိမ်မျိုးကိုဝယ်နိုင်မှာမဟုတ်ဘူးလို့နှိမ့်ချပြီးပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာဟိုင်ရှန်ကဖမ်းလာတဲ့ကနန်းကိုထုတ်ပြလိုက်ပြီးဆိုင်ရှင်ကလည်းငွေလွှဲပေးလိုက်ပါတယ်ဖုန်းထဲကနေယွမ်1000ဝင်လာပါတယ်လို့အတန်ထွက်လာတော့ကျင်းအောင်ကလန့်သွားပြီးကနန်းတစ်ကောင်ကို1000ဟုတ်လားမင်းတို့ဇက်တိုက်ပြီးတရုပ်ဆောင်နေကြတာလားလို့မယုံကြည်နိုင်စွာမေးလိုက်ပါတယ်ဆိုင်ရှင်ကတည်ကြည်တဲ့မျက်နှာထားနဲ့ဖူအိုင်စားတောက်ဆိုင်ကဟင်းလျာပစ္စည်းတွေနဲ့တရုပ်မဆိုင်ပါဘူးလို့တုံ့ပြန်လိုက်ပါတယ်လီနာကအနက်ခမ်းမိတ်ကကနန်းတစ်ကောင်လေးပါကန်ကောင်းသွားလို့နေမှာပေါ့နေတကယ်ပဲအောင်မြင်သွားပြီလို့ထင်မနေနိုင်အောင်လို့ဆက်ပြီးနှိမ့်ချလိုက်ပါတယ်ဆိုင်ရှင်ကဟိုင်ရှန်ကိုဘော့စ်လန်အရေးသွေးမြင့်နဲ့ပင်လေစာအရှင်တွေကိုကျွန်တော်တို့ရေးရှိဝယ်ယူမှာပါဒီနေ့တော့စင်ရငွေအဖြစ်ယွမ်3000ကျူပေးထားမယ်လို့ပြောရင်ငွေလွှဲလိုက်တော့ဖုန်းတွေကယွမ်3000ဝင်လာပါတယ်လို့အတန်ထွက်လာပါတယ်ဟိုင်းရှင်ကလီနာပိုင်ကိုလဲပြီးငါပင်လေစာဖမ်းပြီးနေအိတ်ကိုဝယ်နိုင်မှာမဟုတ်ဘူးလို့ခုနကနေပြောခဲ့တယ်နော်လို့ခနဲ့တဲ့ပြန်ပြောလိုက်တော့လီနာကရှက်ရမ်းရမ်းကတရားဟိုင်းရှင်မင်းအခုပတ်စံနည်းနည်းလေးရလာတာနဲ့ငါတို့ကိုတမင်တသက်အဆက်ခွဲတာလားလို့ဒေါသတကြီးအော်လိုက်ပါတယ်ဟိုင်းရှင်ကလည်းမထီမဲ့မြဲခြင်းနဲ့ငါမင်းတို့ကိုလာကြည့်ပါလို့မခေါ်ခဲ့တယ်လို့လာဝေဖန်ပေးပါလို့လည်းမတောင်းဆိုခဲ့ဘူးမင်းတို့ဘာသာလာပြီးငါ့ကိုစော်ကားနေကြတာလေလို့ပြန်အန်တူလိုက်ပါတယ်ကျင်းအောင်ကလက်ညှိုးထိုးပြီးကနန်းတစ်ကောင်ရှိုံနဲ့ကန်ကောင်းသွားတာပါကွာအစိမ့်မြင့်ဈေးကွက်ဆိုတာဘလို့ပုံစံရှိလဲမင်းသိလို့လားလို့ထမ်းပေးလိုက်တော့မသိဘူးလေဒါကြောင့်တစ်ဆယ်ချင်းဝင်သွားမှာပေါ့မင်းတို့တကားပေါက်မှာရက်နေပြီးရေပုံးဆွဲလာတဲ့သူကိုတောင်အမိလိုက်ကန်ရမှာကြောက်နေတဲ့သူနဲ့တော့မတူဘူးလို့ရဲရဲဝံ့ဝံ့ပြန်ပြောလိုက်ပါတယ်ဆိုင်ရှင်ကဟိုင်ရှန်ကိုရှောင်းလျံ
ဒီနေ့ညဧည့်သည်တော်ပွဲအတွက်စပူမူကြီးကမင်းကိုနောက်ပြီးမိဖို့ကြောင့်မှထောပတ်ကနန်ဖမ်းဆီးပုံနဲ့လက်ဆက်အောင်ဘလို့ထားရတလဲဆိုတာလာရှင်းပြပေးဖို့ဖိတ်ချင်နေတာနောက်လုံးမဲ့အစင်ပြေဟင်းလျာမီးစံပွဲကိုလည်းလာခဲ့ပါအောင်လို့လေးစားစွာနဲ့ဖိတ်ခေါ်လိုက်ပါတယ်လီနာကမျက်နှာပြတ်သွားပြီးကျင်းအောင်ဒီဆိုင်ကမင်းတို့စီကလည်းပစ္စည်းယူတယ်မဟုတ်လားလို့ဝင်ပြောလိုက်တော့ဆိုင်ရှင်ကအိတ်ဆက်ဆက်နဲ့အရင်ကတော့ယူခဲ့ပူပါတယ်မစ္စတာဟေဒါပေမဲ့ခင်ဗျားတို့ရဲ့ရေခဲပင်လယ်စာတွေကိုစမ်းကြည့်ပြီးအရေးသွေးကမတည်ငြိမ်လို့လောလောဆယ်တော့အဆက်ဝင်ဖို့အစီအစဉ်မရှိသေးဘူးလို့ညင်လိုက်ရရဟိုင်ကအော်မင်းတို့မိကုန်နေတဲ့တငါပေါက်ကလည်းတိတ်ဆိတ်မပြေပါလားလို့လောင်ပြောင်လိုက်ပါတယ်ရွာပြန်ရောက်တော့ဖုန်းထဲမှာအမာစာတွေရောက်လာတဲ့အခါအမေကလူတွေဘာလို့ဒီလောက်တောင်ဝင်နေကြတာလဲလို့မေးတော့မိန်းကလေးကသူတို့ထောဘက်ကနန်ကိုမြင်သွားလို့လားဒါမှမဟုတ်ပါဇက်အရန်ပုတ်တဲ့သူတွေမျက်နှာဖြက်ရိုက်ခံရတာကိုမြင်သွားလို့လားလို့ရီမောင်ရင်ပြောလိုက်ပါတယ်ဟိုင်ရှန်ကဒီနေ့မျိုးထဲသွားပြီးကျွန်တော်အကျွေးတင်နေတဲ့ရွှန်9200ကိုအကုန်ရှင်းခဲ့ပြီလို့ပြောပြီးဘန်ကိုခေါ်သွားပါတယ်ငွေစီးရှင်းပြီးကြောင်အတီးပြချက်ရတော့ဟိုင်ရှန်ကအသူ့ဖေကိုပြေစာဆောင်ရွက်လေးပေးလိုက်ပြီးအဖေဂျာလေးကိုယူထားလိုက်ပါဒီနေ့တွေအတွင်းကျွန်တော်အတွက်အဖေခေါင်းကောင်းကြီးရတွေများပြီးဒီနေ့ကစပြီးအဖေပေတော့မှခေါင်းကောင်းစရာမလိုတော့ဘူးလို့လေးနဲ့စွာပြောလိုက်ပါတယ်ရွာလေးလမ်းမပေါ်မှာအာချန်ကရွာသားတွေကိုဆိုပြီးပတ်စံလေးနည်းနည်းရလာတာနဲ့လေလုံးထွားနေတယ်အကျွေးရွှန်9000ကျော်ကဖိထားတော့မဲလေသူဘလောက်ကြာကြာဟန်ဆောင်နိုင်မလဲလို့စောင့်ကြည့်ရသေးတာပေါ့လို့မနာလိုစွာနဲ့ပြောနေပါတယ်အဲ့ဒီအချိန်မှာအိုင်ရှန်ကပြေစာကိုထုတ်ပြပြီးတေချာမျက်လုံးဖွင့်ကြည့်စမ်းအကျွေးကုန်ကြေသွားပြီး9000ကျော်လုံးဆက်ပြီးသွားပြီလို့ခေါင်းယူစွာပြောလိုက်ပါတယ်အာချန်ကမယုံကြည်တဲ့ဟန်နဲ့ဒီပတ်စံတွေဘယ်ရလာတယ်လဲဆိုတာဘသူသိမှလဲလို့တန်တရားဝင်နေပါတယ်အိုင်ရှန်ကဒေါသကြီးနဲ့အာချန်အနာကပ်သွားပြီးငါရလာတဲ့ပတ်စံတိုင်းကတန်ရှင်းနေမင်းမဟုတ်ကတွေဆက်ပြောချင်ရင်တက်တီပြစမ်းတနေ့ကုန်ပါဇက်ကနေအလက်ကားစကားတွေပဲရှောက်ပြောမနေနဲ့လို့ပြောတယ်လို့ဖခင်ကလည်းအာချန်နောက်ဆုံးပတ်စံအကြောင်းမပြောခင်မင်းကိုမင်းအရင်ပြန်ကြည့်အောင်သိရှက်စရာကောင်းတယ်လို့ပြပြသားသားပြောချလိုက်ပါတယ်နောက်တနေ့ကန်းဆန်မှာပင်လယ်စာရှာနေတော့စနစ်ကနေရှေ့ကရေတိမ်ပိုင်းမှာတထုတုံ့ပြန်မှုထူးခြားနေတယ်။တင်းမောပြက်အစိပ်ပိုင်းတွေဖြစ်နိုင်တယ်။တေချာသိမ့်စီပြီးသက်ဆိုင်ရာကိုအကြောင်းကြားဖို့အကြံပြုပါတယ်လို့တတိပေးလာပါတယ်။အဖေဖြစ်သူကတူးဖော်ကြည့်ပြီးဒီယာကရိုးရိုးရှင်းရှင်းတော့မဟုတ်ဘူးလို့အန်ဟောစွာပြောလိုက်ပါတယ်။အိုက်ရှန်ကလည်းအလုပ်တကူမရွှေ့နေအောင်အရင်ဆုံးလုံခြုံအောင်ပေးထားလိုက်။ကိုကျိုးတွေတိတ်မထားနဲ့လောက်ရမယ့်လုံထုံးလုံနေတိုင်းပဲတွားကြမယ်လို့တင်းငိမ်စွာညွှန်ကြားလိုက်ပါတယ်။ရွာထဲမှာအာချန်ကရွာသားတွေကိုဆက်ပြီးတွေးထိုးနေပါတယ်။သူရက်အနေငယ်အတွင်းမှာပဲအကျွေး9000ကိုဆက်နိုင်ခဲ့တယ်အခုလဲရှင်းအောင်ပစ္စည်းတွေကောက်ရပြန်ပြီဆိုတော့ဒါပုံမှန်ဟုတ်ရဲ့လားမမြင်ဝန်းစရာအလုပ်တွေများလုပ်နေသလားလို့ပြောလိုက်ပါတယ်အတော်ကြီးတယောက်ကအာချန်ဒီစကားမျိုးကိုအရန်ကာရမပြောပါနဲ့လို့ဒေါသတကြီးတားလိုက်ပေမဲ့အာချန်ကလည်းမလျှော့ပဲအရှုံးပေးပြီးပြန်လာတဲ့အသုံးမကျတဲ့ကောင်ကရုတ်တရက်ကြီးချမ်းသာလာတာတန်တရားမဖြစ်စရာလားလို့ဇက်တိုက်ပြောနေပါတယ်အဲ့ဒီချိန်မှာပဲတာဝန်ရှိသူတို့ရွာထဲရောက်လာပြီးတရားဟန်ရှမ်းကအသိမောပြက်နဲ့ပတ်သက်တဲ့သဲလုံကြောင်တွေကိုကိုရိုင်းကိုကြလာရောက်အနိုင်ခဲ့ပါတယ်ပမာဏစစ်စစ်ချက်တွေရဒါဟာထိမ့်သိမ်းဆောက်ရှောက်တဲ့နဲ့တန်ဖိုးရှိကြောင်အတည်ပြုနိုင်ခဲ့ပါတယ်စုချင်းဝင်နဲ့နောက်ဆက်တွဲပူပေါင်းဆောင်ရွက်ခွင့်တွေကိုတော့လုံထုံးလုံနေတိုင်းဆက်လက်ချထားပေးသွားမှာပါလို့တရားဝင်ကြေညာလိုက်ပါတယ်။ဟိုင်ရှန်ကအာချန်ရှိကိုချက်ချင်းသွားရက်လိုက်ပြီးခုနကငါရဲ့ပတ်စံတွေမတန့်ရှင်းဘူးလို့အမင်းပြောခဲ့တယ်နော်။အခုတာဝန်ရှိသူတွေကလည်းဒီမှာရှိနေပြီဆိုတော့ထပ်ပြောကြည့်ပါလားလို့စိန်ခေါ်လိုက်ရအာချန်ကမျက်နှာပူသွားပြီးငါရွာအတွက်စိုးရင်လို့ပြောတာပါလို့စကားလွှဲလိုက်ပါတယ်။ဟိုင်ရှန်ကငါပင်လေးကိုမိကိုပြီးအသက်မွေးနေတာဒီပင်လေးကိုလေးငါလေးစားတယ်တက်တိမရှိပဲကောလာဟာလာတွေရှောက်လွှဲနေရင်ထောင်ထဲမှာနှစ်အတော်ကြီးထမင်းသွားစားရလိမ့်မယ်မင်းပါဇက်ကနေအတင်းပြင်းတွေဆက်ပြောနေရင်မကြခင်အဲ့ဒီစကားတွေနဲ့ပဲမင်းပြန်သေးလိမ့်မယ်လို့ပြပြသားသားတတိပေးလိုက်ပါတယ်အိမ်အသေးဆောက်ဖို့ပြင်ဆင်နေချိန်မှာအမေကတကယ်ပဲအိမ်သေးဆောက်တော့မှလားလို့ဝမ်းသာအားရမေးလိုက်ရဟိုင်ရှန်ကတကယ်ဆောက်မှာပါအဖေနဲ့အမေအတွက်အရင်ဆောက်ပေးမယ်ဇေယံငွေလည်းပေးပြီးပြီဒီနေ့ရှင်းလင်းရေးလုပ်ပြီးမနေ့ပြန်ဖောင်ဒေးရှင်းစချမယ်လို့ပြောလိုက်ပါတယ်ကန်ထရိုက်တာကအိမ်ဆောက်မယ့်အကြောင်းပြောနေစဉ်ရွာသားကအိမ်ဆောက်တာတဝက်တစ်ပြက်နဲ့ငွေပြတ်သွားပြီးဒီရွာလုံးရဲ့အကြီးဆုံးဟာတာမဖြစ်စေနဲ့အောင်လို့တည်ရော်လိုက်ပါတယ်ကန်ထရိုက်တာကဝင်ပြီး boss agency မှာငွေလုံးလောက်ရှိပါတယ်ပစ္စည်းတွေလည်းကုန်မှာပြီးပါပြီလို့ပြောလိုက်တယ်လို့ဟိုင်ရှန်ကရွာလူကြီးကိုခင်ဗျစိတ်ချပါအိမ်ဆောက်ပြီးတာနဲ့ခင်ဗျကိုပထမဆုံးလာကြည့်ဖို့ဖိတ်မယ်အဲ့ဒီကြမှာခင်ဗျတရေကြပြီးမနာလို့ဖြစ်ရတာပေါ့လို့ရဲရဲတင်းတင်းတုံ့ပြန်လိုက်ပါတယ်အဲ့ဒီနောက်ဟိုင်ရှန်နဲ့သူ့ဖေတို့အိမ်ဟောင်းလေးရဲ့တကားဝါမှာရဲရင်အဖေကဒီအိမ်လေးကငါတို့နဲ့အတူရှိလာတာ20ကျော်ပြီလို့လွမ်းဆွတ်စွာပြောလိုက်တော့ဟိုင်ရှန်ကသူကငါတို့ကိုအပြစ်မလုပ်ခဲ့ပါဘူးအရင်ကကျွန်တော်အရေးချင်းမရှိလို့အဖေတို့ဒီမှာပဲဆက်နေခိုင်းထားခဲ့ရတာအဖေနောက်ဆိုရင်အိမ်ကပျက်စီးနေတာတွေဟောင်းနှွမ်းနေတာတွေအကျွေးတင်နေတာတွေအားလုံးကိုကျွန်တော်တခုချင်းစီအသက်ပြန်လဲပေးမယ်လို့ကတိပေးလိုက်ပါတယ်အဖေကလည်းအဲ့ဒါဆိုရင်လည်းအလုပ်ကိုတေချာလုပ်ပါလီဘုံဝဲမနေနဲ့လို့ဆုံးမလိုက်တော့ဟိုင်ရှန်ကကျွန်တော်သိပါတယ်နောက်တစ်ဆင့်ကတော့ပင်လေရေကန်ကိုငှားရမ်းဖို့ပါပဲလို့ယုံကြည်မှုရှိစွာပြောလိုက်ပါတယ်ရွာလေးကကြော်ညာတင်ပုံးမှာရွာရှိဘက်ကအတုံးမပြုတ်ပဲပြစ်ထားတဲ့ပင်လေရေကန်ကိုအများပြည်သူငှားရမ်းနိုင်ပါပြီအစီအစဉ်ရှိသူတိုင်းလာရောက်ဆွေးနွေးနိုင်ပါတယ်လို့ကတ်ထားပါတယ်အားဆိုင်ကအဲ့ဒါကိုကြည့်ပြီးလောင်လီကသူကပင်လေစာဖမ်းတာလေတက်ခါစားရှိသည်ရေကန်ငားကျင်နေပြီရွာသားတွေကိုဒုက္ခမပေးပါနဲ့လို့ပြောနေတာပေါ့ဒါပေမဲ့ဟိုင်းရှန်ကဂယူးမဆိုင်ပဲမနေ့ပြန်ရွာအစည်းအဝေးမှာစားကြောက်ကိစ္စတွေအကျိုးမြတ်ခွဲဝေမှုတွေအလုပ်သမားကိစ္စတွေကိုငါတည်တည်ချာချာရှင်းပြမယ်ငါနဲ့အတူတူပူးပေါင်းခြင်းတဲ့သူကိုခေါ်သွားမယ်မပါခြင်းတဲ့သူကိုတော့အတင်းအကျပ်မလုပ်ပါဘူးလို့ပြောလိုက်ပါတယ်နောက်တနေ့အစည်းအဝေးမှာအာချန်ကစပွဲကိုဒေါသကြီးထွေးပြီး
မင်းအကျွေးတွေပေးဆက်ပြီးခါစားလေးပဲရှိသေးတယ်အားလုံးကိုမင်းနဲ့တူစွန်စားရက်ခိုင်းသေးတယ်ပေါ့မင်းကရွာသားတွေကိုချနေပြီးတက်ဖို့ကြံနေတာလားဆိုတာဘယ်သူသိနိုင်မှာလဲလို့ဆွဆွဲလိုက်ရဟိုင်းရှင်ကတီတီငိမ့်ငိမ့်နဲ့ပဲစာချုပ်ကိုထုတ်ပြပြီးစာချုပ်ကဒီမှာရှိတယ်ကန်ငါးကကိုငါပေးတယ်အန်ရီကိုလည်းငါပဲတာဝန်ယူမယ်ရွာသားတွေလာလို့ရင်လုံအားကကိုနေချင်းအပြီးရှင်းပေးမယ်အစုရှယ်ရဝင်ချင်းတဲ့သူရှိရင်လေသဘောတူစာချုပ်တွေထည့်ရေးပေးမယ်လို့ရှင်းပြလိုက်ပါတယ်ရွာသားတယောက်ကငါးသားပေါက်တွေတိတ်ကုန်ရင်ဘယ်လိုလုပ်မလဲလို့စိုးရိမ်နေကြမေးလိုက်ရဟိုင်းရှင်ကငါရင်ဆုံးရော်ပေးမယ်ခင်ဗျားတို့ကိုဒုက္ခမရောက်စေရဘူးလို့အာမခံလိုက်ပါတယ်အာချန်ကလက်ညှိုးထိုးပြီးမင်းမျိုးမှာတခါကြာရှုံးခဲ့ပြီအခုပြန်လာပြီးဒုတိယအကြိမ်ထက်ကြာရှုံးကျင်နေသေးတာလားလို့ဆိုတော့ငါကကြာရှုံးဖူးတဲ့သူမို့လို့သူများရဲ့သွေးချွေးတွေနဲ့လောင်စာမလုပ်တဲ့မှုဆိုတာပို့သေးတယ်မင်းလိုအကျွေးတွေနဲ့ပါဆက်ပဲအလုံးလုံးတဲ့ကောင်မျိုးမဟုတ်ဘူးလို့ဟိုင်းရှင်ကအော်ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာရွာသားကစာချုပ်ထဲမှာရှင်းရှင်းလင်းလင်းရေးထားတာပဲဟိုင်းရှင်ကအန်ရီကိုအရင်တာဝန်ယူရဲမှာတော့ငါလေးရှယ်ယာစုဝင်မယ်လို့ပြောပြီးလက်မှတ်ထိုးလိုက်တယ်လို့တခြားရွာသားတယောက်ကလည်းငါလေးပါမယ်လို့ထောက်ခံလိုက်ပါတယ်ရှီကန်ပေးမှလမ်းရှောင်ရင်အဖေဖြစ်သူကဒီကဲအဖြစ်ထားတာနှစ်တော်ကြာနေပြီတကယ်ရောမွေးလို့ရပါမလားလို့စိုးရိမ်စိတ်နဲ့မေးလိုက်ပါတယ်ဟိုင်းရှင်ကအောက်စီကတော့ကောင်းနေတော့မယ်ကန်ကိုရှင်းလင်းလိုက်ရင်သုံးလို့ရပါပြီဒီနေ့ကန်ကိုအရင်ရှင်းမယ်မနေ့ပြန်သားပေါက်တွေထည့်မယ်လုံအားကကိုနေချင်းအပြီးရှင်းပေးမယ်လို့ယုံကြည်မှုရှိစွာပြန်ပြလိုက်ပါတယ်ရွာသားတယောက်ကနေချင်းအပြီးရှင်းပေးမှလားလို့အံ့ဩစွာမိတော့ငါအားလုံးကိုပတ်စံရှာဖို့ခေါ်လာတာဆိုတော့ခင်ဗျားတို့ကိုအရင်စိုက်တော့မကုန်စေရပါဘူးလို့ပြောင်းလျက်ပြောလိုက်ပါတယ်အာချန်နဲ့သူ့ရဲ့တတိကကန်ကိုခလန်းလိုင်းကနေကြည့်နေပါတယ်တတိကဘလို့လဲလို့မေးလိုက်တော့အာချန်ကတရားဟိုင်ရှန်းကအကန်ကားပြီးလူလုံးထွက်ပြချင်နေတာတတိကတုံးမှန်ရွာရဲ့ပင်လိုက်ဆောင်တွေကိုငါပဲအမြဲတမ်းတန်းကျုံဝင်လာတာလေ။ तू ကငါ့ကိုကြော်ပြီးရောင်းချခြင်းနေတာဆိုတော့လောဘကတေးသေးလေးမဟုတ်ဘူးလို့မကြည့်မနဲ့ပြောလိုက်ပါတယ်။အားချန်ကသူ့ကိုနှိမ်ချင်လို့လားလို့မေးလိုက်တော့သူ့ကိုငါမနှိမ်ပါဘူး။ तू ကပင်လိုက်တစ်ပြင်လုံးကိုလျံမိသားစုပိုင်တယ်လို့ထင်နေတာကိုတုံးမှန်ရွာကပင်လိုက်ဆောင်တွေဘသူကငါစီမရောက်ပဲနေမှာလေ။ဒီနေ့ဖမ်းလာတဲ့ဟာတွေအကောင်လုံးငါတချင်းကို3ရွမ်နဲ့ယူမယ်လို့မောင်းမဆွာပြောလိုက်ပါတယ်။ရွာသားတယောက်ကဈေးကွက်ပေါက်စီက9ရွမ်10ရွမ်လောက်ရှိတယ်လေလို့ဝင်ပြောတော့တတိကငါမို့ရင်မင်းတို့ပစ္စည်းတချင်းမှရွာပြင်ကိုထွက်နိုင်မှာမဟုတ်ဘူးလို့အချိန်ချောက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဟိုင်ရှန်ကအဲ့ဒါဆိုရင်လေမင်းကိုရောင်းမှုကွာလို့ပြက်ပြက်သားသားညင်းလိုက်ရအာချန်ရဲ့တတိကဟိတ်ကောင်ငါမရှိရင်မင်းရဲ့ဒီချင်းတောင်စီကညာရောက်တာနဲ့နန်းစော်သွားလိုက်မယ်လို့လောင်ပြောင်းလိုက်ရမိန်းကလေးကချက်ချင်းပဲအဲ့ဒါဆိုရင်လေမြို့ဝလူတွေကိုဒီနေ့လက်ဆက်တဲ့ပစ္စည်းတွေနန်းစော်သွားမလားဆိုတာပြလိုက်ကြတာပေါ့လို့ကြံပေးလိုက်ပါတယ်ဟိုင်ရှန်ကတိုက်ရိုက်လွင့်ပြီးတုံးမှန်ရွာရဲ့ဒီမနေ့လက်ဆက်တဲ့ပင်လိုက်ဆောင်တွေပါအလေးမခိုးပါဘူးအသေးကောင်တွေလည်းမရောထားပါဘူးဝယ်ချင်တဲ့သူတွေအခုပဲဝယ်ယူနိုင်ပါတယ်လို့ကြေညာလိုက်ပါတယ်မိန်းကလေးကဖုန်းကိုကြည့်ပြီး10မိနစ်အတွင်းမှာပဲပစ္စည်း3ပုံ2ပုံလောက်ပဲကျန်တော့တယ်တကယ်ဝယ်တဲ့သူတွေရှိတယ်လို့ဆိုတော့ရွာသားတွေကအံ့ဩကုန်ကြတာပေါ့ဒီတကဟိုင်းရှင်ကဒီတိုင်းကြည့်မနေကြနဲ့အော်ရာရီကန်တက်တာရီရဲ့ထည့်ပြီးအေးကန်ဖွင့်ဖို့လုပ်ကြလို့အလုံးများစွာညွှန်ပေးလိုက်ပါတယ်တတိကမယုံနိုင်သေးပဲအွန်လိုင်းကရောင်းဝယ်တာယုံရမှာမဟုတ်ဘူးပစ္စည်းပြန်အရင်မင်းတို့ဒုက္ခရောက်လိမ့်မယ်လို့ပြောရဟိုင်းရှင်ကဒေါသတကြီးနဲ့ခင်ဗျဈေးနေတော့ကကျွန်တော်တို့တေရှင်ကိုထည့်မစင်းစားခဲ့ပဲနဲ့အခုကျွန်တော်ရဲ့ပစ္စည်းရောင်းထွက်သွားမှာတော့လာပူပန်နေသေးတာလားခင်ဗျရဲ့အဲ့လိုမနာလို့ဖြစ်နေတဲ့ရုပ်ကြီးကိုတင်ထားလိုက်ပါတော့လို့អော်ပြန်လိုက်ပါတယ်မိန်းကလေးကအကုန်ရောင်းကုန်သွားပါပြီလို့ဝမ်းသာအားရပြောလိုက်တော့ဟိုင်းရှန်ကတထင်းကိုလှည့်ကြည့်ပြီးခင်ဗျမရှိရင်ပစ္စည်းတစ်ချင်းမှာရွာပြင်မထွက်နိုင်ဘူးလို့ပြောခဲ့တယ်နော်အခုတစ်ချင်းမှတော့မကြမ်းတော့ဘူး boss မှာခင်ဗျရဲ့လမ်းပိတ်ဆို့မှုကတိတ်မလုံးစုံတော့ပါလားလို့လောင်ပြန်လိုက်ပါတယ်အဖေဖြစ်သူကပင်လေစာလိုက်ရှာဖမ်းရောင်နေတော့ရောင်းဖို့မလောက်တော့ဘူးလို့စိုးရင်စွာပြောလိုက်ရဟိုင်းရှန်ကလေးဒါကြောင့်ပင်လေရေကန်ကမဖြစ်မနေအောင်မြင်မရမှာလို့ခိုင်မာပြောလိုက်ပါတယ်မိန်းကလေးကမောင်ကွန်ချိုက်ရဲ့မျက်နှာထားကတိတ်မကောင်းဘူးတရားအချန်ကလည်းလူကောင်းမဟုတ်ဘူးဆိုတော့လုံခြုံရေးကင်မရာတက်ထားဖို့အကြံပြုခြင်းတယ်လို့ပြောလိုက်ရဟိုင်းရှန်ကတက်မေတယောက်ယောက်ကများလိုက်ရှုံရင်သူ့လက်တွေကိုကင်မရာထဲမှာအမိခံစေရမယ်လို့သဘောတူလိုက်ပါတယ်ကန်ကိုစစ်စစ်ရင်ရွာသားကဒီသားပေါက်တွေကဈေးမပေါ်ဘူးတတုတ်တည်သွားရင်အရင်ရှုံးမှာလို့ပြောတော့ဟိုင်းရှန်ကဒါကြောင့်အစင်းတိုင်းကိုစီကန်တကြလုပ်ရမယ်လို့ပြောလိုက်ပါတယ်စနစ်ကနေမွေးမြူရေးအားဖြည့်စနစ်အသက်ဝင်နေပါပြီနံပါတ်1ကံမာထဲဖို့အကြံပြုပါတယ်ရှင်တန်တော့တိုးလာပါလိမ့်မယ်လို့အချက်ပြလာပါတယ်ဟိုင်းရှန်ကဒီဘက်မှာအရင်ထားမယ်အခြေအနေကောင်းတယ်ငါမြင်ဘူးသမျှတားပေါက်တွေထဲမှာအလန်းဆုံးပဲလို့ကျင်းနေစွာပြောလိုက်ကအောင်မြင်မလားမအောင်မြင်ဘူးလားဆိုတော့ပါဇက်ကပြောတာကိုမယုံနဲ့ရှည်ထဲမှာရှင်တန်နိုင်မလားဆိုတာကိုပဲကြည့်လို့ရွာသားတွေကိုပြောလိုက်ပါတယ်ကင်မရာတက်ဆင်နေချိန်မှာမိန်းကလေးကနေရာတွေညွှန်ပြပေးပြီးဟိုင်းရှန်ကတက်ဆင်နေပါတယ်အဖေဖြစ်သူကဒါရီကဘာလို့ဖို့တက်နေတာလဲလို့မေးလိုက်တော့ဟိုင်းရှန်ကလူကောင်းတွေကိုကာကွယ်ဖို့မဟုတ်ဘူးမျက်စိနောက်နေတဲ့သူတွေကိုကာကွယ်ဖို့ပါလို့ပြန်ဖြေလိုက်တယ်လို့မိန်းကလေးကလည်းကင်မရာတွေအများကြီးမလိုဘူးအရေးကြီးတဲ့အချိန်မှာရှင်းရှင်းလင်းလင်းမြင်ရပြီလို့ထပ်ဖြည့်ပြောလိုက်ပါတယ်အမောင်ထဲမှာလူစိုးတွေအကြံစီထုံနေကြပါတယ်တတိကကားပေါက်တွေရှင်းတန်းသွားရင်သူစီမှာပုံမှန်ပစ္စည်းရနေတော့မှာအဲ့ဒီခါကျရင်ဘသူကငါ့ကိုလာရောက်တော့မှလဲလို့ပြောတော့အာချန်ကမင်းဘယ်လိုလုပ်ချင်တာလဲလို့မေးရအကောင်တွေကိုအသေးသက်စရာမလိုဘူးရေကိုနောက်သွားအောင်လုပ်လိုက်ပထမတော့မှပြဿနာတက်သွားရင်ရပြီလို့ဆိုတော့အာချန်ကပြဿနာကြီးကြီးမားမားမဖြစ်တော့ပါဘူးနော်လို့ဆိုပြီးကြောက်လန့်နေတော့မင်းကဘာလို့ကြောက်နေရလဲလျိုင်ဟိုင်ရှန်းကတိတ်ဆွဲနေဆိုသူ့ကိုဆွမ်းခိုင်းလိုက်လေလို့ယုံမာတဲ့အကြံပေးနေပါတယ်ညဘက်မှာအာချန်ကရေကန်သားကိုတိတ်တဆိတ်လာပြီးရေထဲကိုပလင်းနဲ့တစ်ခုခုလောင်းထည့်လိုက်ကလျိုင်ဟိုင်ရှန်းမင်းတိတ်ဟန်ဆောင်နိုင်တယ်ဆိုလို့ကျင်းဝါရင်လုံနေတာကိုကင်မရာကအတိအကျမှတ်တမ်းတင်လိုက်ပါတယ်
နောက်တစ်နေ့မနက်မှာအဖေဖြစ်သူကဒုက္ခပါပဲသားပေါက်တွေတေကုန်တော့မယ်လို့ပြပြတလိုက်အော်လိုက်ကအိုင်ရှန်ကတင်းနေစွာနဲ့အလွယ်တကူမလုံးနဲ့အရင်ဆုံးနမူနာယူပြီးလုံခြုံရေးကင်မရာကိုသွားကြည့်ရအောင်လို့ညွှန်ကြားလိုက်ပါတယ်အဖေဖြစ်သူကကန်ကအစကတည်းကအဆင်မပြေတာများလားလို့စိုးရိမ်တကြီးနဲ့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာအာချန်ကအောင်ပွဲခံတဲ့မျက်နှာထားနဲ့ရောက်လာပြီးသူအဆင်မပြေဘူးလို့ငါစောစီးကြတဲ့ပြောတာပဲအခုတော့ကြည်စံရွာသားတွေကောင်းအောင်သူ့ကြောင့်ဒုက္ခရောက်ကုန်ပြီလို့ပြောလိုက်ပါတယ်မိန်းကလေးကချက်ချင်းရှိထွက်လာပြီးအဲ့ဒါဆိုရင်မင်းသားကရှင်ရီတကွန်နားမှာဘာလုပ်နေတာလဲဆိုတာရှင်းပြပါလားလို့မေးရင်ဗီဒီယိုကိုထုတ်ပြလိုက်ပါတယ်အစည်းအဝေးခန်းထဲမှာတာဝန်ရှိသူကကင်မရာမှာလည်းအထောက်အထားခိုင်ခိုင်လုံလုံရှိနေပြီဆိုတော့မင်းဘာပြောစရာရှိသေးလဲလို့မေးလိုက်ပါတယ်အာချန်ကထိုင်လန့်စွာနဲ့ကျွန်တော်ကဒီတိုင်းဖြတ်သွားတာပါလို့စဉ်းစားပေးပါတယ်အိုင်းရှင်ကဒေါသကြီးနဲ့ရှေ့ကိုတူသွားပြီးဖြတ်သွားတာကိုပလင်းတယ်သွားတာလားဖြတ်သွားတာရေတကားနာကိုတခုခုလောင်းထည့်လိုက်သလားဖြတ်သွားတာငါရဲ့ကံပေးကရှုံနေကိုဝင်နေသလားမနေ့ကမင်းကငါရွာကိုဒုက္ခပေးနေတာလို့ပြောတယ်နော်ဒီနေ့ဘသူကဒုက္ခပေးနေတာလဲလို့ဆိုနေချိန်ရွာသားကအာချန်အဲ့ဒီထဲမှာငါတို့ရဲ့လောကကောင်တွေပါတယ်ကွာလို့အော်ဟစ်လိုက်ပါတယ်တာဝန်ရှိသူကလောလောဆယ်အလျံအာချန်ကိုရွာရဲ့ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေမှာပါဝင်ခွင့်ရဆိုင်ထားမယ်နောက်ဆက်တွဲတာဝန်ယူမှုတွေကိုတော့စစ်ဆေးရေးရလဒ်တွေပေါ်မူတည်ပြီးအရေးယူသွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အိုင်းရှင်ကအာချန်အနာကတ်သွားပြီးမင်းကငါရဲ့ရေကောင်ကိုဖျက်ဆီးကျင်တာလားအခုတော့မင်းကိုမင်းအရင်ဆုံးအနက်အနန်းဆုံးအောင်လှုပ်လိုက်တယ်လို့ဖြစ်သွားပြီလို့တူတူလေးလောင်ပြောင်လိုက်ပါတယ်ရေကန်ဘေးကိုပြန်ရောက်တော့အဖေဖြစ်သူကတပြင်းချကနံပါတ်1ကန်ကစောစောစီးစီးတီးလိုက်လို့တော်သေးတာပေါ့မောင်ရင်အကုန်လုံးသွားပြီလို့ပြောလိုက်ရဟိုင်းရှန်ကနောက်ဆိုရင်ကုန်ပစ္စည်းတိုင်းအတွက်နမူနာတွေမှတ်တမ်းတွေတိကျချန်ထားရမယ်လုပ်ငန်းကြီးလာတာနဲ့မျှမနာလို့ဖြစ်တဲ့သူတွေပုံများလာမှာပဲလို့သင်ခန်းစာယူကပြောလိုက်ပါတယ်ရွာသားကဟိုင်းရှန်ဒီတခါတော့မင်းကပင်လေးစာလိုက်ဖမ်းတဲ့သူနဲ့မတူတော့ဘူးကွာလို့ခေါင်းယူစာပြောလိုက်တော့ပင်လေးစာဖမ်းတာကအစာပြောတာပဲလေတခြားသူတွေရဲ့ဈေးနှိမ်တောင်မခံရဘူးဆိုရင်ကိုပိုင်ပစ္စည်းနဲ့ကိုပိုင်အမတ်တစိတ်ရှိရမယ်ဒီနေ့ဒါလေးကိုယူပြီးအစားတောက်ပြပွဲမှာသွားစမ်းကြည့်ရအောင်လို့ရှေ့ဆက်မဲ့ရီမန်ချန်နဲ့ယုံကြည်မှုပြည့်နဲ့ပြောလိုက်ပါတယ်ဈေးတန်းထဲမှာမျိုးသမီးတူကပင်လယ်စာတွေရောင်းနေတဲ့ဆိုင်လေးရှင်ကိုရောက်လာပြီးပင်လယ်ကမ်းခြေကကောင်းလေးရဲ့ရေခဲစိန်ကနန်းဗီဒီယိုတွေကတခုလားလို့မေးလိုက်ရဟုတ်ပါတယ်ဒီနေ့တော့အကန့်အသတ်နဲ့ပဲရောင်းတာပါလို့ပြန်ဖြေလိုက်ပါတယ်အမျိုးသမီးကြီးကကနန်းကိုမီးစမ်းကြည့်ပြီးတဲ့နောက်ဒီကနန်းကိုဘယ်သူလောက်တာလဲလို့မေးလိုက်ရကောင်းလေးကသူကိုယ်တိုင်လောက်တာပြင်လိုက်တော့အမျိုးသမီးကြီးကကျမစမ်းသက်ချင်လို့အဘူးတရားလောက်လိုချင်တယ်မနေ့ပြန်ရနိုင်မလားလို့ထပ်မေးလိုက်ပါတယ်အဲ့ဒီကကောင်းလေးကကျွန်တော်ကကနန်းရှင်တွေကိုပဲချက်ချင်းလုပ်ပေးတာဖြစ်ပြီးမလက်စတာတွေကိုလိန်ညာရောင်းတာမျိုးမလုပ်တဲ့အတွက်အတက်နိုင်ဆုံးတော့စူးစမ်းပေးပါမယ်လို့ယုံကြည်မှုရှိရှိပြန်ဖြေလိုက်ပါတယ်ညဘက်ဈေးတန်းလူကွဲချိန်မှာဆိုင်ကိုတန်ရှင်းရေးလုပ်နေတဲ့ရှောင်းလျက်စီလူမိုင်းဆန်ဆန်လူကြီးတယောက်ရောက်လာပြီးရှောင်းလျက်မင်းရဲ့ရေးချက်တွေကိုငါ့ကိုရောက်မှာငွေတသိန်းဆိုရင်မင်းတို့ကောင်အတွက်နှိမ့်ဝက်လောက်အေးစိစားလို့ရတယ်လို့မှန်လုံးပေးလိုက်ပါတယ်ကောင်လေးကမရောက်နိုင်ဘူးလို့ညင်လိုက်တဲ့အခါလူကြီးကဒေါသတကြီးနဲ့မရောက်ဘူးလားအခွင့်အရေးပေးတော့ယူထားစမ်းပါမင်းအခုလိုနာမည်ကြီးနေတာကံကောင်းလို့ပဲငါတကုန်းပြောလိုက်တာနဲ့ဈေးကွက်ထဲမှာဘသူမှမင်းစီကပစ္စည်းမယူရဲအောင်လုပ်ပြလို့ရတယ်မင်းကဈေးနေနေတာကိုလို့ချင်းချောင်းလိုက်တော့ကောင်လေးကမကြောက်မရွံ့ပဲပြဿနာရှာတာလျံအချန်ကိုခေါ်တာဆိုင်ကိုလာဖြတ်တာဘာနီးလိုင်းကအသုံးဝင်ခဲ့လို့လေခင်ဗျားကိုလည်းလျံအချန်လို့ကိုဒုက္ခကိုမရှာဖို့အကြံပေးခြင်းလေလို့ပြန်လေတတိပေးလိုက်ပါတယ်နောက်တစ်နေ့မှာတော့အစင်းမြင့်ဟိုတယ်ကြီးတစ်ခုစီကိုသူတို့ရောက်လာကြပြီးပြိုင်ဘက်လူငယ်ကလောင်ပြောင်လေးဟန်နဲ့တကယ်ရောက်လာတာပဲတရားဟိုင်းရှန်မင်းကဒီနေရာကိုဈေးတန်းလို့ထင်နေတာလားကနန်း2ကောင်3ကောင်ဆွဲပြီးဝင်လာလို့ရမယ်ထင်နေလားလို့ရန်စားလိုက်ပါတယ်ဘေးကကောင်မလေးကဆက်မပြောဖို့တားပေမဲ့လေသူကဆက်ပြီးငါပြောတာမှားလို့လားတတိကောဒီလိုစင်းမြင့်ဟိုတယ်ဆိုတာအရေးသွေးရောင်းချမဲ့လမ်းကြောင်းနဲ့ထောက်ပံ့ပေးနိုင်မှုတွေကိုကြည့်တာပါအင်တာနက်ပေါ်ကဗီဒီယိုလေး2ခု3ခုကိုကြည့်တာမဟုတ်ဘူးလို့အထက်စီးကနေပြောလိုက်တော့ဒါဆိုလေပစ္စည်းကိုပဲကြည့်ကြတာပေါ့လို့ပြန်ဖြေလိုက်ပေးမယ်ပြိုင်ဘက်ကတော့တောသုံးကျိုးကတော့တောသုံးကျိုးပါပဲဘလောက်ပဲလက်ဆန်နေပါစေအစင်တန်းမိလာမှာမဟုတ်ဘူးလို့အနှိမ့်ချပြောလိုက်စဉ်ဟိုတယ်မန်နေဂျာမျိုးသမီးကြီးကဒီနေ့မျက်ွယ်စမ်းသပ်မှုလုပ်မယ်နှစ်ဖက်စလုံးရဲ့ပစ္စည်းတွေကိုတစ်စိတ်ဖြုတ်ပြီးစပိုမှုကချက်ချင်းချက်ပြမယ်ဖောက်တဲ့ကိုယ်စလေးတွေကမြည်ဆန်းကြည့်ပြီးပိုကောင်းတဲ့သူကိုရွေးမယ်လို့ရှင်းပြလိုက်ပါတယ်ပြိုင်ဘက်လူငယ်ကသူ့ရဲ့ပစ္စည်းကိုဖွင့်ပြရင်ရေခဲစိန်ထားတဲ့ပင်လယ်စားဆိုတော့အနက်အနေနဲ့တော့ရှိမှာပေါ့တန်းစင်လိုက်ရင်ရပါပြီလို့စဉ်းစားပေးလိုက်ပါတယ်ဒါကိုလျံဟိုင်းရှင်ကလက်ဆက်ရင်ဖာပွင့်ပြရမှာမကြောက်ဘူးဖာပွင့်ရမှာကြောက်တဲ့သူကသာရှင်းပြနေဖို့လိုတာပါလို့ခက်ပြက်ပြက်ပြောလိုက်ပါတယ်ပြိုင်ဘက်ကဒေါသတကြီးနဲ့မင်းကဘာနားလဲလို့လဲငါကစံချိန်မီထောက်ပံ့မှုကွာလို့အော်လိုက်ပေးမယ်လျံဟိုင်းရှန်ကစံချိန်မီတယ်ဆိုတာဟန်ပြတတ်တတ်ပဲဆိုရင်အဲ့ဒါကိုအပေါ်ရန်ဖာဘူးလာတယ်လို့ပဲခေါ်တယ်ပစ္စည်းကောင်းတယ်လို့မခေါ်ဘူးလို့ထီထီမိမိတုံးပြန်လိုက်ပါတယ်ချက်ပြုတ်ထားတဲ့ဟင်းတွေကိုမြည်ဆန်းကြည့်ပြီးတဲ့နောက်ဖောက်တဲ့တယောက်ကဒီတပွဲကအသားကျက်ပြီးအရသာလေးတန်းတယ်နောက်တပွဲကတော့ညှိနှံ့ပြင်ပြီးအသားကလည်းဖောင်းဖွာနေတယ်လို့မှတ်ချက်ပေးလိုက်ပါတယ်ပြိုင်ဘက်ကခင်ဗျားတို့ကဒီလိုရေခဲစိန်တဲ့နီလန်ကိုစားခြင်းမရှိလို့နေမှာပေါ့လို့စင်ကြေးပြန်ပြီးတော့မန်နေဂျာမျိုးသမီးကြီးကဖောက်တယ်တွေစားမကျင်တာကထောက်ပံ့ပေးတဲ့သူရဲ့ပြဿနာပဲဖောက်တယ်ရဲ့ပြဿနာမဟုတ်ဘူးလို့ပြက်ပြက်သားသားပြောလိုက်ပြီးဟိုင်ရှန်ရဲ့ပစ္စည်းကိုစမ်းသပ်လက်ခံပါတယ်အရင်ဆုံးတပတ်စာချုပ်ချုပ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဟိုင်ရှန်ကကျွန်တော်မှစီကံချက်တစ်ခုရှိတယ်ပစ္စည်းအရေးသွေးမမီရင်ကျွန်တော်ဘာသာပြန်ရုပ်သိမ်းမယ်ဟိုတယ်အနေနဲ့အားနာပြီးအရေးသွေးညံ့တဲ့ပစ္စည်းကိုလက်ခံစရာမလိုဘူးလို့ယုံကြည်မှုရှိစွာပြောလိုက်တော့အမျိုးသမီးကြီးကလည်းကျင်းနေသွားပြီးဒါမှငါလိုချင်တဲ့ထောက်ပံ့သူရဲ့စိတ်တက်ပဲတကယ်အရေးချင်းဆိုတာဘလောက်ဈေးကြီးတဲ့အဝတ်စားတွေဝတ်ထားတယ်လဲဆိုတဲ့ပေါ်မူတည်ပဲ
ဖောက်တဲ့ကဒုတိယတစ်လုပ်ကိုဆက်စားခြင်းစိတ်ရှိမရှိဆိုတာပဲလို့ချီးကျူးပါတယ်အပြင်ထွက်လာတဲ့အခါမှာတော့သူ့ရေးစားအောင်ကောင်မလေးကဟိုင်ရှန်နေခုတကယ်ကိုပြောင်းလဲသွားပြီပဲလို့ပြောလိုက်ပေမဲ့ဟိုင်ရှန်ကမြောက်ပြောစရာမလိုပါဘူးလို့အေးဆက်ဆက်ပြန်ဖြေလိုက်ပါတယ်။ကောင်မလေးကအစင်မကောင်းစွာနဲ့ငါတို့ကအရင်ကအတူတူရှိခဲ့ပူးကြတာပဲ။နင်ဒီလိုမျိုးမဆက်ဆံပါနဲ့လို့ပြောလိုက်တော့ငါပြောနေတဲ့စကားတိုင်းရဲ့အတိတ်ပဲကနေရင်ကလမ်းခွဲတုံးကတဲ့အများကြီးပူကောင်းနေပါသေးတယ်လို့ခက်ပြက်ပြက်တုံ့ပြန်လိုက်ပါတယ်။အဲ့ဒီချိန်မှာပြိုင်ဘက်လူငယ်ကဒေါသတကြီးရောက်လာပြီးစမ်းသက်ထောက်ပံ့ခွင့်စာချုပ်လေးတစ်ခုရတာနဲ့များငါတို့ဟဲမီသားစုမှာတခြားဟိုတယ်လမ်းကြောင်းတွေအများကြီးရှိပါသေးတယ်။မင်းဒီနေ့တခုကိုလူသွားနိုင်ပြီမယ်မနေ့ပြန်ကြရင်ဘယ်ဟိုတယ်ကိုမှဝင်လို့မရအောင်ငါလုပ်ပြမယ်လို့ရန်တွေ့လိုက်ပါတယ်အဲ့ဒီချိန်မှာပဲမန်နေဂျာအမျိုးသမီးကြီးရောက်လာပြီးမစ္စတာဟဲရှင်တို့စီမှာပစ္စည်းတွေကနှစ်ကြိမ်ဆက်တိုက်စစ်ဆေးတာကအရေးသွေးမတည်ငြိမ်တဲ့အတွက်ကျမတို့ကုမ္ပဏီလက်အောက်ကဟိုတယ်၃ခုစလုံးကနေရှင်တို့နဲ့ပူးပေါင်းလှုပ်ဆောင်မှုကိုခိတ္တရပ်ဆိုင်းလိုက်ပါပြီလို့ပြောလိုက်တယ်။မင်္ဂလိကအန်အော်တကြီးနဲ့၃ခုစလုံးကရပ်ဆိုင်းလိုက်တာလားလို့မေးလိုက်တော့အမျိုးသမီးကြီးကဟုတ်တယ်အစင်းမြင့်ဟိုတယ်ဆိုတာတည်ငြိမ်မှုကိုလိုချင်တာအပြောခံကျင်းတာကိုလိုချင်တာမဟုတ်ဘူးလို့ပြပြသားသားပြောလိုက်ပါတယ်။ဟိုင်းရှင်ကလည်းအနိုင်ရတဲ့အပြုံးနဲ့မင်းကခုနကပဲငါ့ကိုပေးဟိုတယ်မှာဝင်လို့မရအောင်လုပ်မယ်ဆိုအခုကြည့်ရတာအရင်ထွက်သွားရတာကမှငါမဟုတ်တော့ဘူးလို့လောင်ပြောင်းလိုက်ပြီးရဲ့နောက်ကောင်မလေးကိုလည်းစုံလီနာနောက်ဆိုတိတ်ကကိစ္စတွေကိုပြန်မပြောပါနဲ့တော်တော်လေးကြက်တည်တုံးလို့ပါလို့ပြောကထွက်ခွာသွားပါတယ်အလုံးများနေတဲ့ကိုတောင်ထဲမှာတော့ကောင်မလေးတယောက်ကဝမ်းသာအားရနဲ့ဒီနေ့အော်ရာတွေကမနေ့ကတည်းက3ဆတောင်များတယ်အကောင့်မှာလေး follower တွေအများကြီးတက်လာတယ်လို့ပြောလိုက်ပါတယ်ဟိုင်းရှင်ကပစ္စည်းတွေတော့လောက်ပေးမယ်လို့မလားဘူးဒီနေ့ကစပြီးလုံအားအလိုက်ပတ်စံရှင်းပေးမယ်ပစ္စည်းစေးတာဖာထုတ်တာပို့တာဘသူဘလောက်လဲဆိုတာစည်ရင်းထဲမှာရှင်းရှင်းလင်းလင်းရေးထားပါလို့အလုပ်သမားတွေကိုညွှန်ကြားလိုက်ပါတယ်အဲ့ဒီကအလုပ်သမားကြီးတယောက်ကဒါဆိုကျွန်တော်စမ်းလုပ်ကြည့်ရမလားလို့မေးလိုက်ပါတယ်တစ်ဖက်မှာတော့အစင်းမြင့်ရုံးခန်းတစ်ခုထဲမှာလူတစ်ယောက်ကသူ့တတိကိုဟိုင်းရှမ်းစီကနေမကြသေးခင်ကမှဟိုတယ်ဖောက်တယ်တွေအများကြီးလူယူသွားတယ်လို့သတင်းပို့နေပါတယ်။တတိကမထီမဲ့မြင်ဟန်နဲ့စုပ်ပြက်နေတဲ့တငါရွာကကောင်လေးကများ brand လောက်ရဲတဲ့ဘောလို့ပြောလိုက်တော့တပည့်ဖြစ်သူကသူ့မှာ live လွှင့်တာတွေရှိသလိုပစ္စည်းအထောက်ပံ့လေးတင်းနေတယ်လို့ရှင်းပြပါတယ်။အဲ့ဒီကတတိကရက်ဆက်တဲ့ပြောနေသူ့ကိုဖိနေပြေအရင်ဆုံးပစ္စည်းတွေကိုလူပဲပြီးရင်ရောင်းပေါက်တွေကိုဖျက်ပြေပင်လိစာဈေးကွက်ကဘသူ့လက်ထဲမှာလဲဆိုတာသူသိအောင်လုပ်ပေးလိုက်လို့အမိန့်ပေးလိုက်ပါတယ်။နေဝင်ချိန်ကန်းဆန်မှာဟိုင်းရှန်ကဗီဒီယိုတွေတင်လိုက်ပြီးဆိုတော့မနေ့ပြန်ဆိုပို့အလုံးများလိမ့်မယ်လို့ပြောနေတော့ရွာသားကြီးတယောက်ပြေးလာပြီးဟိုင်းရှန်ဒုက္ခပါပဲနေကံမောက်တဲ့လူတွေကရွာသားတွေရဲ့ပစ္စည်းတွေကိုဈေးပို့ပေးပြီးလက်ငင်းငွေရှင်းစနစ်နဲ့လူဝယ်နေကြတယ်လို့လော်တကြီးလာပြောတော့ဟိုင်းရှန်ကတင်းနေစွာနေပဲတုံးဟိုင်းပင်လိစာကုမ္ပဏီကငါးကြီးတွေရောက်လာပြီပေါ့ဘယ်လိုလုပ်ကြမလဲဆိုတော့သူတို့လာတာကိုမကြောက်ဘူးမလာမှာကိုပဲကြောက်တာမနေ့ပြန်စီဝေးခေါ်ပြီးလူတွေရဲ့စိတ်ကိုတင်းနေအောင်လုပ်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့စီဝေးမှာတော့တုံးဟိုင်းကလူကတုံးဟိုင်းကလက်ငင်းငွေရှင်းပြီးဝင်မယ်လေဟိုင်းရှန်တန်20ရာခိုင်နှုန်းဈေးပို့ပေးမယ်။ရောင်းချင်တဲ့သူတွေအခုပဲတုံးအိုင်နဲ့အစားချုပ်လာချုပ်လို့ရပြီလို့မက်လုံးပေးလိုက်ပါတယ်။ဒါကိုဟိုင်ရှန်ကရွာသားတွေကိုကြည့်ပြီးဒီနေ့ဈေး20ရာခိုင်နှုန်းပို့ပေးတာကမနေ့ပြန်ကြရင်90ရာခိုင်နှုန်းဈေးနိုင်ဖို့အတွက်ပဲခင်ဗျားတို့ကရေတိုပတ်စံပဲလိုချင်နေဆိုရင်ကျွန်တော်မတားပါဘူး။ဒါပေမဲ့ရေရှည်အတွက်ဆိုရင်တော့ဒီစရာကိုသာကြည့်လိုက်ပါလို့ပြောကရှင်းပြလိုက်ပါတယ်။ဒါကိုတုံးအိုင်ကလူကလောင်ပြောင်ပြီးအလုံးယုံတေးသေးလေးကများတုံးအိုင်နဲ့ရေရှည်ကြောင်းလာပြောနေသေးတယ်လို့ပြောလိုက်တော့ဟိုင်ရှန်ကခင်ဗျားတို့ကလူတွေကိုဖိနေပြီးကြီးပွားတာကျွန်တော်တို့ကလူတွေကိုပတ်စံရှာပေးပြီးရက်တည်တာဘယ်သူကပိုထိုက်တန်တယ်လဲဆိုတာရွာသားတွေကိုကိုယ်တိုင်ရွေးချယ်လိုက်မယ်လို့ပြောင်းလဲချေပလိုက်ပါတယ်ရွာသားတွေကလည်းတတန်နဲ့ငါတို့ဟိုင်ရှမ်းတော်ကိုပဲလိုက်မယ်ငါလေးလိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်တုံးဝိုင်ကလူကစိတ်ပြက်လက်ပြက်နဲ့သူ့ရဲ့တထိတ်ကိုပတ်စံနဲ့လေသူတို့ကိုဆွဲဆောင်လို့မရဘူးသူတို့မှာအမျက်ဝေစုခွဲတဲ့ဇာတ်တွေ live လွှင့်ပြီးရောင်းတဲ့ order တွေရှိနေတယ်လို့ပြန်ပြောပြပါတယ်တထိတ်ကဒေါသတကြီးနဲ့ဒါဆိုလဲသူ့လမ်းကိုဖျက်ပြေးကုန်တယ်တွေကိုအကြောင်းကြားလိုက်ဟိုင်ရှမ်းစီကပစ္စည်းယူတဲ့သူတိုင်းနောက်ဆိုတုံးဟိုင်နဲ့အလုပ်တွဲမလုပ်ရဘူးလို့ပြောလိုက်လို့ထပ်မံအမိန့်ပေးလိုက်ပါတယ်စက်ရုံထဲမှာကောင်မလေးကစိတ်ပူစွာနဲ့ကုန်တဲ့9ယောက်ကအော်ဒါတွေပြန်ရောက်သိမ်းသွားပြီးတုံးအိမ်ဘက်ကစတင်လှုပ်ရှားနေပြီလို့သတင်းပေးပါတယ်။သူကလမ်းကိုဖြတ်ရင်ကိုလမ်းကိုပို့ဖောက်မယ်။မနေ့ပြန်ကုန်တဲ့တွေကိုအားမကိုပဲကိုယ်တိုင် live လွှင့်ပြီးရောက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့ live လွှင့်တဲ့အခါမှာတော့ကောင်မလေးကဒီနေ့တရားစရာကောင်းမပြောဘူးအမှန်တရားကိုပဲရောက်မယ်လို့အားတတရောပြောဆိုပြီးနောက်ဟိုင်းဆိုင်ကလည်းကုန်တဲ့တွေပြန်ရောက်သိမ်းသွားတဲ့ပစ္စည်းတွေရောအကောင့်တွေရောအားလုံးအရှင်တွေကြည့်ပါပဲ။ဒီနေ့ကိုယ်တိုင်ရောက်မယ်ပစ္စည်းကောင်းတွေကိုလမ်းမှာအလန်းအသက်ပုတ်ခံမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ရွာသားကြီးကလည်းကနန်းတွေကိုပြတာရင်ကနန်းကိုကြည့်ရင်အရင်ဆုံးခြေထောက်ကိုကြည့်ပြီးရင်ဘိုက်ကိုကြည့်ပစ္စည်းမလက်စတာတွေနဲ့လူတွေကိုလိမ်လို့မရဘူးလို့ရှင်းပြနေပါတယ်။ live လွှင့်နေရင်ရွာသားကြီးကဝမ်းသာအားရနဲ့ရောင်းရပြန်ပြီထက်ရောင်းရပြန်ပြီလို့အော်ပြောရဟိုင်းရှင်ကအရန်အော်မနေနဲ့လုံရိုးလုံစင်တိုင်းပဲဖားထုတ်ကြအလုံးများလေးလေးပို့ပြီးတော့တေးသေးချာချာလှုပ်လေးလေးပဲလို့တတိပေးလိုက်ပါတယ်။အလုပ်သမားတယောက်ကလည်းကုန်တယ်တွေရုပ်သိမ်းသွားတဲ့ပစ္စည်းတွေကိုရောင်းထွက်သွားပြီဒါတည်းမကဘူး20ရာခိုင်နှုန်းတောင်ပိုရောင်းရသေးတယ်လို့ပြောလိုက်ပါတယ်။ဟိုင်းရှင်ကယုံကြည်မှုအပြည့်နဲ့နောက်ဆိုဖောက်တယ်တွေကကိုယ့်လက်ထဲမှာပဲရှိနေပြီတုံးအိုင်ကတစားသူတွေကိုဖျက်တောက်နိုင်ပေမဲ့ဝယ်မဲ့သူတွေကိုတော့ဖျက်တောက်လို့မရဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာကန်းဆက်မှာတုံးအိုင်ကလူလှုပ်ဝက်တက်ပုံလာရိုက်နေတာကိုတွေ့သွားတော့ကောင်မလေးကသူ့ကိုသွားရှင်းရမလားလို့မေးလိုက်ပေမဲ့ဟိုင်းရှန်ကသူ့ကိုရှင်းရှင်းလင်းလင်းရိုက်ပါစေ။ကျိုးပန်ဟိုင်ကိုတကယ်ကြားရိုက်ကဘာတူလဲဆိုတာသွားပြခိုင်းလိုက်လို့ခမ်းမိုင်းမိုက်ပြန်ပြေးလိုက်ပါတယ်။ဓာတ်ပုံတွေကိုမြင်ပြီးတဲ့နောက်တထေးကြီးကသူတို့ကိုယ်တိုင်ရောင်းတာတောင်ကုန်သွားပြီလားလို့အံ့ဩသွားပြီးရောင်းပေါက်ဖြတ်လို့မရရင်လူတွေကိုခေါ်ထုတ်လိုက်လွှင့်နေသူ operation လုပ်တဲ့သူကုန်တင်တဲ့ခေါင်းဆောင်အကုန်လုံးကိုဈေးခေါ်လိုက်သူ့ရဲ့နှပေးမှာသုံးစရာလူမရှိအောင်လုပ်ပြမယ်လို့ရုံးမာတဲ့ကြံနဲ့ထပ်ထုံးလိုက်ပါတယ်။ညဘက်မှာတော့တုံးအိုင်ကလူကကောင်မလေးစီသွားပြီး
ထိုင်းဆောင်ချင်းတုံးအိုင်ကမင်းကိုလာစာသုံးစားပေးမယ်အကောင့်တွေလည်းပေးမယ်လေဟိုင်ရှန်ကမင်းကိုအနာကမပေးနိုင်ဘူးလို့တွေးဆောင်လိုက်တော့ကောင်မလေးကရှင်းတို့ပေးတာကလာစာသူပေးတာကအတူတူအောင်မြင်အောင်လုံးမဲ့အခွင့်အရေးလို့ညင်လိုက်ပါတယ်တုံးအိုင်ကလူကအလောင်းပြောင်ပြီးအခွင့်အရေးကထမင်းစားလို့ရလို့လားလို့မေးလိုက်ရဟိုင်ရှန်ကရုတ်တရက်ရောက်လာပြီးရတယ်လေဒီနေ့ဒီရွာလုံးကလူစိတ်ကနန်းလောက်ကဒီခွင့်ရေးနဲ့တမင်းစားနေကြတာလို့ဝင်ပြောလိုက်ပါတယ်။ကောင်မလေးကအန်ဟောစွာနဲ့နင်ဘလို့ရောက်လာတာလဲလို့မေးလိုက်တော့ဟိုင်ရှန်ကတမင်းဆိုင်လေးကမ်းပေးရင်နင်ဒီနေ့အလုံးများလာလို့တမင်းမစားရသေးဘူးဆိုတာသိလို့လမ်းကြောင်တမင်းလာပို့တာ။နောက်ပြီးတုံးအိုင်ကလက်ဆန်နေပြီလားဆိုတာကိုလည်းဝင်ကြည့်တာလို့ကျန်တာစွာပြောလိုက်ပါတယ်။နောက်နေ့မှာတော့အလုပ်သမားတွေအားလုံးကိုခေါ်ပြီးတုံးအိုင်ကပတ်စံပေးပြီးလူခေါ်တာသူတို့ရဲ့အရေးချင်းပဲခင်ဗျားတို့သွားချိန်ကျွန်တော်မတားပါဘူးဒါပေမဲ့နေခဲ့ချိန်နေဆိုရင်တော့ဒီနေ့အမျက်ဝေစုကိုကြိုးပေးမယ်လို့ပြောလိုက်ပါတယ်ရွာသားကြီးကမင်းကငါတို့ပတ်စံယူပြီးထွက်ပြေးသွားမှာကိုမစားဘူးလားလို့မေးလိုက်တော့ကြောက်တာပေါ့ဒါပေမဲ့ကျွန်တော်နောက်လိုက်ပြီးစိတ်မချမ်းမသာဖြစ်နေမှာကိုပိုကြောက်တယ်လို့ယူသားစွာဖြေလိုက်ပါတယ်အဲ့ဒီကကောင်မလေးကငါရဲ့အဖြေကဒီမှာပဲမတော်ဘူးလို့ပြောလိုက်တယ်လို့ရွာသားကြီးကလည်းငါလည်းမတော်ဘူးလို့အားပေးလိုက်ပါတယ်ဟိုင်ရှန်ကလည်းကျင်းနေသွားပြီးကောင်းပြီနောက်တစ်ဆင့်အနေနဲ့သူတို့ကအရေးသွေးကိုပုတ်ချကြလိုက်မယ်တက်တေတွေကိုအကုန်သိမ်းထားကြလို့ကြိုတင်ပြင်ဆင်ခိုင်းလိုက်ပါတယ်ရုံးခန်းထဲမှာတော့တထေးကြီးကဒေါသတကြီးနဲ့လူကောင်တော်လေးကြောင်ရှုံနေစင်းရဲတဲ့ကောင်လေးကလူတွေရဲ့စိတ်ကိုတော့ဝယ်ယူနိုင်သေးတယ်ပေါ့လေအရေးသွေးကိုပုတ်ချတဲ့သတင်းတွေဖြန့်လိုက်ဖောက်တယ်တွေကြောက်တော့အောင် platform တွေကြောက်တော့အောင်လို့သူကိုယ်တိုင်ကမောက်ကမဖြစ်သွားပါစေလို့အမိန့်ပေးလိုက်ပါတယ်နောက်တနေ့မှာတော့ကောင်မလေးကစိတ်ပူစွာနဲ့ကျမတို့ကိုပစ္စည်းညံ့တွေထည့်ရောက်နေလို့ပြောနေကြတယ်ပြဿနာရှိတဲ့ပစ္စည်းပုံတွေကိုလည်းတင်းနေကြတယ်အော်ဒါတွေလည်းပြန်သိမ်းသွားမလားလို့မသိဘူးလို့ပြောလာပါတယ်ဟိုင်းရှန်ကတင်းနေစွာနဲ့မလန့်နဲ့ပစ္စည်းအတုပ်တိုင်းမှာနမူနာသိမ်းထားတာရှိတယ်ရေခဲစိန်နံပါတ်တွေပစ္စည်းပို့နေတဲ့ဗီဒီယိုတွေလည်းရှိတယ်ဒီနေ့လူသိရှင်ကြားစမ်းသပ်မှုလုပ်မယ်တကယ်ပြဿနာရှိရင်ကျွန်တော်တို့တာဝန်ယူမယ်ကျွန်တော်တို့ကမဟုတ်ရင်တော့ညစ်ပအောင်လုပ်တဲ့သူပဲပြန်စည်းကြောရလိမ့်မယ်လို့ပြပြသားသားပြောလိုက်ပါတယ်စစ်ဆေးပြီးတော့တဲ့နမူနာတွေကိုပြရင်စစ်ဆေးရေးမှုကနမူနာစစ်ဆေးချက်တွေအကုန်ပုံမှန်ပါပဲအင်တာနက်ပေါ်ကပြဿနာရှိတယ်ဆိုတဲ့ပစ္စည်းတွေကဟိုင်းဆိုင်ရဲ့ရေခဲစိန်နံပါတ်တွေနဲ့မကိုက်ညီပါဘူးလို့ထုတ်ပြန်လိုက်ပါတယ်အဲ့ဒီချိန်မှာတုံးအိုင်ကလူလာချောင်းနေတာကိုတွေ့တော့ဟိုင်းဆိုင်ကခင်ဗျရောက်လာမှတော့ရလက်ကိုစုံးတီနားတော့မသွားတော့ဘူးလားလို့လောင်ပေးလိုက်ပါတယ်သူကငါဒီတိုင်းလမ်းကြုံလို့ဝင်လာတာပါလို့စင်ကြေပေးပေမဲ့ဟိုင်းဆိုင်ကပြဿနာရှိတဲ့ပစ္စည်းတွေတဲလာပြီးတုံးအိုင်ကလူကလမ်းကြုံနေဆိုတော့တော်တော်လေးထူးဆန်းတဲ့လမ်းကြုံလေးပဲနော်လို့ခနဲ့လိုက်ပါတယ်ပြီးနောက်ဒါကြောင့်အပေါက်ချတဲ့သတင်းတွေကတမင်တက်တက်လှုပ်ကြံထားတာပါတက်တေတွေကိုပလက်ဖောင်းနဲ့ပူပေါင်းလှုပ်ဆောင်သူတွေစီပို့ပေးမယ်နောက်ဆိုဟိုင်းဆိုင်ရဲ့ပစ္စည်းအတုပ်တိုင်းကိုစစ်ဆေးတဲ့အမှတ်တမ်းတွေကိုဖောက်တယ်တွေစီပုံမှန်လင်းလင်းချပြမယ်လို့ကြေညာလိုက်ပါတယ်ညနေစီးစာအချိန်ကန်းဆက်မှာဟိုင်းဆိုင်ကရွာသားကြီးကိုတင်းမောဝယ်ချင်လားသူများအနေမခံရဘူးဆိုရင်မူလာရင်းမြစ်ကိုကိုယ့်လက်ထဲမှာစုပ်ကင်ထားမှရမယ်လို့ပြောလိုက်ပါတယ်။ကောင်မလေးကတင်းမောဝယ်ဖို့ဖီးယားတော်တော်ကြီးနေတယ်နော်လို့ဆိုရင်တကြီးပြောပေမဲ့ဟိုင်းဆိုင်ကဖီးယားဘလောက်ကြီးကြီးသူများဖိနေတာခံရတာထက်တော့ပိုကောင်းပါတယ်။မနေ့ပြန်တင်းမောသွားကြည့်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့တင်းမောသွားကြည့်ရမှာရွာသားကြီးကတင်းမောကိုသဘောကျစွာကြည့်ရင်ဒီတင်းမောကြီးကပင်လယ်ဝေးတီသွားလို့ရတယ်ဈေးတော့မနေဘူးလူငယ်ဘဝတုန်းကကိုပိုင်တင်းမောလေးတစ်စင်းလောက်ပိုင်ချင်ခဲ့တာလို့ပြောလိုက်ပါတယ်ဟိုင်းဆိုင်ကပြောပြီးဒါဆိုဒီနေ့အိမ်မက်ကိုအကောင့်ထဲပေါ်လိုက်တော့လို့ပြောလိုက်ရရွာသားကြီးကမင်းတကယ်ဝယ်မလို့လားလို့အံ့ဩသွားပါတယ်ဟိုင်းဆိုင်ကဝယ်မယ်နာမည်ကိုရှန်ဟိုင်းပင်လယ်စီတိုးလို့ပေးမယ်လို့ဆုံးဖြတ်လိုက်တော့ရွာသားကြီးကဝမ်းသာအားရနဲ့ဒီတစ်ခါတော့အဖေမင်းစကားကိုနားထောင်ပါမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ရွာသားတချို့ကတင်းမောဝယ်တယ်သူရှုံးမလားမရှုံးဘူးလားစောင့်ကြည့်ကြတာပေါ့လို့မနာလို့စွာပြောဆိုနေကြပေမဲ့တခြားတစ်ယောက်ကမင်းစကားနဲ့ရှော့ပါသူများကအစီပိုင်းအစုပ်ကနေတင်းမောဖြစ်လာပြီးမင်းကတော့ရှွတ်တော်တွေကနေအပြောခံခြင်းနဲ့အစင်ပဲရှိသေးတယ်လို့ပြန်လဲပတ်ထုတ်လိုက်ပါတယ်။ဟိုင်းဆိုင်ကမနေ့ပြန်စမ်းသက်ခီးထွက်မယ်တင်းမောလိုက်ချင်တဲ့သူတွေကိုလုံအားကပေးမယ်လုံခြုံရေးကပထမပဲလို့ကြေညာလိုက်ရလူတိုင်းကကျွန်တော်လိုက်မယ်ကျွန်တော်လေးလိုက်မယ်နဲ့တခဲနဲ့အားပေးကြပြီးရွာသားကြီးကလည်းငါ့လိုအယိုးဆွေးကြီးကလေးဆန်ကိုကြည်ပေးနိုင်ပါသေးတယ်လို့ရှီမောကပြောလိုက်ပါတယ်ပင်လေပြင်းထဲရောက်တဲ့အခါဟိုင်ရှန်ကစိုက်ကိုကြည့်ပြီးပင်လေဝေးငါအုပ်စုအချက်ပြနေပြီးအရှိတောင်ဘက်ရေမိုင်3မိုင်กว่าမှလို့ပြောလိုက်ပါတယ်ရွာသားကြီးကအံ့ဩစွာနဲ့အရှိတောင်ဘက်လားအဲ့ဒီဘက်ကပုံမှန်ဆိုပိုက်လို့ပဲမိတက်တာလို့ပြောပေမဲ့ဟိုင်ရှန်ကယုံကြည်မှုရှိစွာနဲ့ဒီနေ့တော့အလုံးမဖြစ်စေရဘူးအရှိတောင်ဘက်ကိုလဲလို့အမိန့်ပေးလိုက်ပါတယ်တင်းမောကအရှိတောင်ဘက်ကိုဥတီသွားပြီးတဲ့နောက်ဟိုင်ရှန်ကငါအုပ်စုကအောက်ဘက်မီတာ20မှာပိုက်ချဖို့အကြံပြုတယ်လို့ပြောလိုက်ရအားလုံးကပိုက်ချမယ်လို့အော်ရင်လိုက်ကြပါတယ်ရွာသားကြီးကဒီနေရာမှာတကယ်ရှိတာပဲသူ့စကားကိုသာနားထောင်ဒီနေ့တင်းမောကိုသူပဲဆုံးဖြတ်ပါစေလို့ပြောလိုက်ပါတယ်ပိုက်ဆွဲတင်တဲ့အခါမှာတော့လူတိုင်းကပစ္စည်းတွေပါလာပြီးတော်တော်လေးလေးတွေပြည့်သွားပြီးတကယ်ပဲပြည့်သွားပြီးဟေးလို့ဝမ်းသာအားရအော်ရင်လိုက်ကြပြီးရွာသားကြီးကလည်းဟိုင်းဆိုင်ကိုဒီပင်လယ်တွေကယေဒနာကိုမင်းတကယ်ရှာတွေ့သွားတာပဲလို့ချီးကျူးလိုက်ပါတယ်။ကန်းကိုပြန်ရောက်တဲ့အခါအမျိုးသမီးတစ်ယောက်ကတခေါက်တည်းနဲ့ဒီလောက်တောင်များတာဒီသင်းမောဝေရကျိုးနဲ့သွားပြီလို့ပြောရှင်စွာပြောလိုက်ပါတယ်။ဒါပေမဲ့တုံးအိုင်ကလူကကန်ကောင်းလို့ပါကွာပင်လယ်ဝေးမှာနေတိုင်းဘယ်လိုလုပ်အပြည့်ရနိုင်မှာလဲလို့နှိမ့်ချပြောဆိုပြန်တော့ဟိုင်းဆိုင်ကခင်ဗျကပထမနေ့ကလေးကကျွန်တော်ကိုကန်ကောင်းတယ်လို့ပဲပြောနေတာကန်တရားကသာအဲ့လောက်စာနာထောက်ထားမယ်ဆိုရင်ခင်ဗျကြတော့ဘာလို့တကားမှမကြုံရတာလဲလို့ခနဲ့လိုက်ရအားလုံးကအကြီးမောသွားကြပါတယ်။စက်ရုံနဲ့ရောက်တဲ့အခါဟိုင်းဆိုင်ကစက်ကိုကြည့်ပြီးပင်လယ်နက်ကအတန်မိုးကြီးပစ္စည်းတွေရဲ့ချက်ပြမှုလာနေပြီစူးစမ်းရှာဖွေရေးကိရိယာကိုအဆင့်မြင့်ဖို့လိုမယ်နောက်တစ်ဆင့်အနေနဲ့စူးစမ်းရှာဖွေရေးကိရိယာဝယ်ပြီးပင်လယ်နက်လမ်းကြောင်းကိုသွားမယ်လို့ညွှန်ကြားလိုက်ပါတယ်ရွာသားကြီးကလည်းတင်းမောဝင်တာမှမကြသေးဘူးစက်ပစ္စည်းတွေထပ်ဝယ်ရအောင်မလားလို့အန်အော်တကြီးမေးလိုက်ရဟိုင်းရှန်ကလေးနဲ့တဲ့မျက်နှာထားနဲ့
တုံးအိုင်ကအရေးသွေးမှရှုံးသွားတာနောက်လာမဲ့ပြိုင်ဘက်တွေကပို့ပြီးတော့ကြီးမားလာလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကအရင်ကြိုးသွားနေမှရမယ်လို့ရှင်းပြလိုက်ပါတယ်နောက်ထပ်ဟိုတယ်ဆန်းသက်ပွဲတစ်ခုမှာတော့တုံးအိုင်တတိကအမျိုးသမီးကြီးကိုတတိကဈေးသက်သာပြီးတည်ငြိမ်ထားကမှရေရှည်ပူးပေါင်းလှုပ်ဆောင်မှုရဲ့အခြေခံမှာအင်တာနက်ပေါ်ကနာမည်ကြီးလာတဲ့ brand တစ်ခုရဲ့စုညံမှုအောက်မှာအလိစားမခံပါနဲ့လို့တွေးဆောင်နေပါတယ်။ဒါပေမဲ့အမျိုးသမီးကြီးကဒီနေ့မျက်ွယ်ဆန်းသက်မယ်။အောင်းရင်သူ့ကိုရွှေ့မယ်။ပြပြသားသားပြောလိုက်ရာဆန်းသက်ပြီးတဲ့နောက်ဖောက်တဲ့ကဒီတပွဲကအသားကျစ်ပြီးရတာလဲတန်တယ်။နောက်တပွဲကတော့ညှိနှံပြင်းပြီးအသားကလည်းဖောင်းပွားနေတယ်လို့အရင်လိုပဲမှတ်ချက်ပေးလိုက်ပါတယ်။ဟိုင်ရှန်ကတထေးကြီးကိုကြည့်ပြီးချိုးတထေးခင်ဗျားကဈေးသက်သာကိုအခြေခံလို့ပြောပေမဲ့ဖောက်တဲ့တွေစားတာကဈေးနှုန်းကိုမဟုတ်ပါဘူးလို့ထိထိမိမိပြောလိုက်ပါတယ်။တထေးကြီးကဒေါသတကြီးနဲ့လူငယ်လေးတခါနိုင်တာနဲ့ခြေကုပ်ရပြီလို့မထင်နဲ့ဈေးကွဲဆိုတာငါးတပွဲနဲ့အနိုင်ရှုံးကိုဆုံးဖြတ်တာမဟုတ်ဘူးလို့ချိန်ချောက်လိုက်တော့ဟိုင်းရှန်ကမကြောက်မရွံ့ပဲကျွန်တော်သိပါတယ်ဒါကြောင့်ကျွန်တော်ကဒီတပွဲနဲ့နိုင်မှာမဟုတ်ပါဘူးလို့ပြန်လိုက်ခြေပါလိုက်ပါတယ်တထေးကြီးကမင်းအောင်တုံးအိုင်နဲ့ပြန်ကျင်လာလားလို့မေးတော့ဟိုင်းရှန်ကကျွန်တော်ကပြန်ကျင်တာမဟုတ်ပါဘူးခင်ဗျားကပဲကျွန်တော်ကိုအတင်းလာနေနေတာပါလို့တုံးပြန်လိုက်ပါတယ်အဲ့ဒီကအမျိုးသမီးကြီးကနောက်လာအစိမ့်မြင့်စားပွဲအတွက်ဟိုင်ရှန်ရဲ့ပစ္စည်းကိုဦးစားပေးသုံးမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီးတုံးအိုင်တထေးကြီးကိုလည်းချိုးတဲ့နောက်တခါဈေးပေါ်တဲ့ပစ္စည်းတွေကြီးယူမလာပါနဲ့စားလို့ရတာလေးတွေယူလာခဲ့ပါလို့လောင်ပြောင်ပြောဆိုလိုက်ပါတယ်တုံးအိုင်တထေးရဲ့ရုံးခန်းထဲမှာတော့တထေးကဖောက်တယ်တွေဘလောက်ရုပ်သိမ်းသွားလဲလို့ဒေါသတကြီးမေးလိုက်တော့တပည့်ဖြစ်သူကဟိုတယ်3ခုကဟိုင်းရှန်စီကိုပြောင်းချုပ်သွားကြပြီးနောက်ထပ်2ခုကလည်းစောင့်ကြည့်နေပါတယ်လို့တုံရင်ဖြေလိုက်ပါတယ်တထေးကဈေးထက်ချလို့အမိန့်ပေးတော့တပည့်ကထက်ချရင်ရှုံးပါလိမ့်မယ်လို့တတိပေးပေမဲ့ရှုံးရင်တောင်သူ့ကိုဖိသက်ရမယ်သူ့ကိုတက်ရှင်ခွင့်ပေးလိုက်ရင်တုံးအိုင်ကနောက်ကျပိုရှုံးလိုက်မယ်လို့မိုင်မဲစွာဆုံးဖြတ်လိုက်ပါတယ်နောက်တစ်ခါမှာတော့တုံးအိုင်ကလူကတုံးအိုင်ကပြောတယ်မင်းတို့ရဲ့ထောက်ခံမှုကမနေနိုင်ဘူးတဲ့စစ်စည်းမှတ်တမ်းတွေကိုလည်းလိမ်ထားတာလေလို့ဆွဆွဲလာပြန်တော့ဟိုင်းရှန်ကတင်းငိမ့်စွာနဲ့မှတ်တမ်းလိုက်ဒီမှာရှိတယ်ပစ္စည်းလေးဒီမှာရှိတယ်တင်းမောလေးဒီမှာရှိတယ်ချက်ချင်းစစ်စစ်လို့ရတယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်တထေးကြီးကိုယ်တိုင်ရောက်လာပြီးရှောင်းလျန်စီးပွားရေးလုပ်တယ်ဆိုတာစာရွက်တချို့ပြရုံနဲ့မရဘူးမင်းအခြေခံကနိုင်လုံးနဲ့တိတ်မကြခင်ပြိုလဲသွားမှာပဲလို့ပြောလိုက်တော့ဟိုင်းရှန်ကခင်ဗျအခြေခံကခိုင်ခန့်နေဆိုရင်လေဘာလို့ကျွန်တော်ရှိကိုလာပြီးလေပေါ်နေရသေးလဲရေးမစားဘူးလားလို့တောင်းပြလိုက်ပါတယ်ဟိုတယ်ဘက်ကတာဝန်ရှိသူကဟိုင်းရှန်ရဲ့အမှတ်တမ်းတွေကပြည့်စုံတဲ့တုံးအိုင်ရဲ့ဈေးပေါ်တဲ့ပစ္စည်းတွေကမကြသေးခင်ကတိုင်ကြားမှုတွေများနေတဲ့အတွက်တုံးအိုင်နဲ့ပူးပေါင်းလှုပ်ဆောင်မှုကိုရက်ဆိုင်လိုက်ပြီလို့ကြေညာလိုက်ပါတယ်တထေးကြီးကဒါကတချို့အတုံးလေးတွေမှာပဲပြဿနာရှိတာပါလို့ဖြေရှင်းပေးမဲ့တာဝန်ရှိသူတယောက်ကတချို့အတုံးဟုတ်လားဆိုင်ခွဲ3ခုလုံးမှာပြဿနာရှိနေတာကိုတောင်ဖုံးကွယ်ထားသေးတယ်လို့ဖော်ထုတ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဟိုင်းရှန်ကတထေးကြီးကိုချိုးတထေးခင်ဗျားဈေးပေါ်တာနဲ့ကျွန်တော်ကိုလာတိုက်ခိုက်တာနောက်ဆုံးတော့ကိုမျက်နှာကိုပြန်ရိုက်တယ်လို့ဖြစ်သွားပြီမျက်နှာပြောင်တိုက်ပြီးမှပြန်အဖက်စေဖို့ဆိုတာဘယ်လွယ်ပါမလဲလို့ပြက်ပြက်သားသားပြောလိုက်ရင်အားလုံးပြီးဆုံးသွားပါတယ်နေဝင်စည်းစာလာကြကပင်လေကန်းစံမှာကောင်မလေးကပြေးလာပြီးနိုင်ငံတကာဝယ်ယူအဖွဲ့ကအီးမေးလ်ပို့လာပြီးစက်ရုံကိုလာစစ်ချင်နေတဲ့ဟိုင်းရှန်ငါတို့တုံးမှန်ကပစ္စည်းတွေနိုင်ငံခြားကိုထွက်ရတော့မယ်လို့ဝမ်းသာအားရပြောလိုက်ပါတယ်အနားမှာရှိနေတဲ့ရွာသားကြီးကနိုင်ငံခြားကိုငါတို့တုံးမှန်ကပစ္စည်းတွေနိုင်ငံခြားကိုထွက်ရတော့မယ်ပေါ့လို့အော်တကြီးနဲ့ပြောလိုက်တော့ဟိုင်းရှန်ကယုံကြည်မှုပြည့်နဲ့အရင်ကသူတို့ကကျွန်တော်တုံးမှန်ရွာမှာပဲပုတ်တိုးသွားမယ်လို့ပြောခဲ့ကြတာအခုတော့တုံးမှန်ရွာကပစ္စည်းတွေကိုပင်လေရသားတွေရအောင်ကျွန်တော်လုပ်ပြမယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတယ်စက်ရုံထဲကိုလာရောက်စစ်ဆေးတဲ့အခါဟိုင်းရှန်ကကျွန်တော်တို့ကအသေးစားလေးကနေစတင်ခဲ့တာဆိုတော့အစင်တိုင်းကိုဘယ်တော့မှပေါ့ပေါ့တန်တန်မလုပ်ရဲပါဘူးလို့ရှင်းပြပါတယ်စစ်ဆေးရေးမှုအမျိုးသမီးကြီးကကျေနပ်သွားပြီးမင်းတို့စီမှာလုပ်ငန်းအရွယ်စားမကြီးပေမဲ့လုပ်ငန်းစဉ်တွေကတော့တော်တော်လေးပြည့်စုံတယ်လို့ချီးကျူးလိုက်ပါတယ်ကောင်မလေးကလည်းပင်လေစာလုံးလေးကိုပြရင်ဒါကတုံးမှန်ဟိုင်းရှင်းရဲ့ထုတ်ကုန်လိုက်ပါလို့မိတ်ဆက်ပေးလိုက်တဲ့အခါစစ်ဆေးရေးမှုကအရင်ဆုံးသဘောတူညီချက်စာချုပ်ထုတ်ကြတာပေါ့လို့အပြုံးနဲ့ပြန်လေပြောပြလိုက်ပါတယ်ရွာလန်းလေးထဲမှာနိုင်ငံသားတွေကိုမြင်သွားတဲ့ပြိုင်ဘက်ကောင်မလေးကဟိုလူတွေကတရားဟိုင်ရှမ်းစီကိုလာတဲ့နိုင်ငံတကာဝယ်ယူအဖွဲ့တွေလားစားကြုံလာချုပ်ကြတာလားလို့မနာလို့စောနဲ့မိလိုက်ပါတယ်ဘေးကပြိုင်ဘက်လူငယ်ကလည်းပင်လေကန်းချိန်မှာကနန်းကောက်တဲ့ကောင်ကတကယ်ကြီးလုံးပြသွားနိုင်တာပဲလို့မကြေမနက်ပြောပါတယ်အဲ့ဒီချိန်နိုင်ငံခြားအော်ဒါတွေကဘာသုံးကြမှာလဲလုပ်ငန်းကြီးလေးပြုတ်ကြလေးပိုရင်နာရလေးပဲလို့လောင်ပြန်လိုက်ပါတယ်ဒါကိုကြားသွားတဲ့ဟိုင်းရှန်ကတင်းငိမ့်စွာနဲ့ကျွန်တော်ပြုတ်ကြမှုတယ်ဒါကြောင့်ဘလို့ရက်တရမလဲဆိုတာသိတယ်ခင်ဗျားတစ်ချိန်လုံးဝစ်နေတာဆိုတော့မတ်တရရတာအနေအများလဲလို့ထင်နေမှာပေါ့လို့ပြန်လိုက်ချိပတ်ကထွက်သွားပါတယ်ပြိုင်ဘက်တထေးကြီးရဲ့ရုံးခန်းထဲမှာတော့လက်ထောက်ဖြစ်သူကဒီ brand ကကြီးထွားလာတာအရန်ကိုမြင်တယ်ပြည်ရင်းထောက်ပံ့မှုခွင့်ဆောင်လေးပြည်စုံတယ်လို့ live လွှင့်တဲ့အတန်လေးကျဲတယ်လို့တင်ပြနေပါတယ်တထေးကြီးကဒါဆိုဈေးချပြီးဈေးကွက်ကိုလူမယ် brand အသေးလေးတွေအကြောက်ဆုံးကငွေကြေးလေပတ်မှုပြတ်တောက်သွားတာပဲဈေးမချရင်သူ့ကိုဝယ်ပြစ်လိုက်မယ်ပင်လေပြင်စကန် brand အကုန်လုံးကိုတခါလေးသိမ်းယူမယ်လို့ရုံးမာတဲ့အကြံကိုထုတ်လိုက်ပါတယ်ပင်လေပြင်ပေါ်ကအစိမ့်မြင့်စကန်တစ်ခုမှာတော့ရွာသားကြီးကဒီရင်းနှီးမြှုပ်နှံမှုကအရန်ကိုကြီးလွန်နေပင်လေပေါ်မှာလှုပ်ရှားရတာအကြောက်ဆုံးကခြေလမ်းမသွားမှာကိုပဲလို့စိုးရင်တကြီးပြောနေပါတယ်အဲ့ဒီချိန်စနစ်ကနေဂီယာစနစ်ငွေမျိုးရဲ့အမြတ်ဆုံးကိုဖွင့်နိုင်ပါပြီနံပါတ်1အခန်းကိုစတင်ရန်အကြံပြုပါသည်လို့အတန်ထွက်လာပါတယ်ဟိုင်းရှန်ကစိုက်ကိုနှိပ်လိုက်ရင်လမ်းသိမ့်မဖောက်ရင်တသက်လုံးသူများဈေးနေတာကိုခံနေရလိမ့်မယ်လို့ပြပြသားသားပြန်ပြောလိုက်ပါတယ်ရေလောင်ကန်ကိုကြည့်နေရင်ကောင်မလေးကဖုန်းနဲ့တက်ပုံရရင်ဒါကိုလူသိရှင်စာချပြလိုက်ရင်ဖောက်တယ်တွေပို့ပြီးတော့ယုံကြည်မှုရှိသွားမှာပဲလို့ဝမ်းသာအားရပြောလိုက်တော့ဟိုင်းရှန်ကအရင်ဆုံးတည်ငြိမ်အောင်လုပ်မယ်ပြီးမှချပြမယ်လို့ပြောလိုက်ပါတယ်စစ်စေးရေးမှုအမျိုးသမီးကြီးကလည်းပင်လယ်နဲ့စကန်ကတည်ငြိမ်မယ်ဆိုရင်ကျမတို့အော်ဒါတွေထပ်တိုးလို့ရတယ်လို့ပြောတော့
ကျွန်တော်ကိုစမ်းသပ်ဖို့9ရက်ချိန်ပေးပါ9ရက်ပြည့်ရင်ပစ္စည်းကိုကြည့်ပြီးမှစကားဆက်ပြောကြတာပေါ့လို့ပြောလိုက်ပါတယ်ကောင်မလေးကဖုန်းကိုကြည့်ရင်စိုးရင်တကြီးနဲ့ဝမ်ယန်ပင်လေးစားကုမ္ပဏီကဈေးလျှော်ပြီးပစ္စည်းတွေစပြန်နေပြီလို့ပြောလာခြင်းဟိုင်းရှန်ကအပြုံးနဲ့နောက်ဆုံးတော့အပိုကြီးတဲ့ငါးကြီးရောက်လာပြီပေါ့လို့ပြောလိုက်ပါတယ်ဝမ်ယန်တတိကြီးကသူ့ဖောက်တယ်တွေကိုတူညီတဲ့ထုတ်ကုန်မျိုးကိုကျွန်တော်တို့က30ရာခိုင်နှုန်းပို့လျှော့ပေးနိုင်တယ်ဘရန်အသေးလေးတွေကပုံမြင်ပြောကြပေမဲ့ကျွန်တော်တို့ကတော့လုပ်ငန်းအရွယ်စားကိုပဲပြောတယ်လို့ကြွားလုံးထုံနေပါတယ်ဖောက်တယ်တယောက်ကအရေးသွေးကိုမေးတဲ့အခါတတိကြီးကဈေးနှုန်းဆိုတာအကြီးမားဆုံးအရေးသွေးပါပဲလို့ပြန်ဖြေလိုက်ပါတယ်ကောင်မလေးကဟိုင်းရှန်ကိုစိတ်ရင်းပြရင်အပြင်ဖောက်တယ်တွေ30ရာခိုင်နှုန်းလျှော့သွားတယ်ဖောက်တယ်တချို့ကလည်းစောင့်ကြည့်နေကြတယ်လို့ပြောပါတယ်ဘေးကတယောက်ကငါတို့ဈေးချမလားလို့မေးလိုက်တော့ဟိုင်းရှန်ကမချဘူးကျွန်တော်တို့ရောင်းတာကအရှင်လက်လက်တွေစနစ်ကျတဲ့လုပ်ငန်းစဉ်နဲ့တည်ငြိမ်မှုတွေပဲဈေးပေါ်တဲ့လက်ကွက်မဟုတ်ဘူးလို့ပြပြသားသားညင်းလိုက်ပါတယ်ဖောက်တယ်တွေအကုန်ထွက်ပြေးသွားရင်ကောလို့စိုးရင်တကြီးနဲ့မေးတော့ပြေးသွားတဲ့သူတွေကိုဟိုမှာမီးစမ်းကြည့်ပြီးမှပြန်လာပါစေကြံခဲ့တဲ့သူတွေကိုတော့ကျွန်တော်တို့မျက်နှာမငယ်စေရပါဘူးလို့ဖြေတော့ကောင်မလေးကစစ်စစ်ရေးမှုကလည်းလူသိရှင်ကြားမီးစမ်းပွဲလုပ်ဖို့အကြံပြုထားတယ်လို့ပြောတော့ဟိုင်းရှန်ကလုံးမယ်ပါဇက်တွေကိုမဲပေးခိုင်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်မြည်စမ်းပွဲမှာဝိုင်ယန်တထေးကြီးကဟိုင်းရှန်တထေးဈေးပေါ်လိုက်ခေရောက်လာပြီမင်းရဲ့စိတ်ကူးရဲ့ချက်လေးတွေနဲ့ဈေးကွက်ကိုထိန်းထားလို့မရဘူးလို့လောင်လိုက်ပါတယ်ဟိုင်းရှန်ကလည်းစိတ်ကူးရင်ကထမင်းစားလို့မရပေမဲ့အရေးသွေးကတော့စားလို့ရတယ်လို့ပြန်ပတ်လိုက်ပါတယ်မြည်စမ်းတဲ့သူတွေကဒီတပွဲကအသားကျစ်ပြီးကျွတ်တယ်နောက်တစ်ပွဲကတော့ဈေးပေါ်ပေမဲ့အညီနဲ့အပြင်းနဲ့လို့မှတ်ချက်ပေးပါတယ်ဒါကိုကြတော့ဟိုင်းရှန်ကတထေးကြီးကိုကြည့်ပြီးဈေးနှုန်းကလူတွေကိုတစ်ချိန်ပဲစမ်းကြည့်ဖို့ဆွဲဆောင်နိုင်ပေမဲ့အရေးသွေးကမှလူတွေကိုဒုတိယကြိမ်ပြန်ဝယ်ဖို့ဆွဲဆောင်နိုင်တာပါလို့ယုံကြည်မှုရှိရှိပြောလိုက်ပါတယ်တထေးကြီးကလာတာဆောင်မှရက်နေရင်ဈေးကွက်ရှင်ပြိုင်မှုကထင်တဲ့လောက်ခီးမရဘူးဒါဆိုနီးလန်ပြောင်းရမယ်လို့ပြောလိုက်တော့သူ့ရဲ့စကန်နဲ့ပင်လယ်ပြင်ပူပေါင်းလောက်ကင်ခွင့်ကိုဝယ်ပစ်လိုက်လို့တထေးကြီးကအမိန့်ပြီးတော့လက်ထောက်ကသူ့သဘောတူခြင်းမှတူမှာပါလို့ပြန်ပြောလိုက်ပါတယ်တထေးကြီးကမထီမဲ့မြင်နဲ့တငါရွာလေးကလူတွေဆိုတာပတ်စံမြင်ရင်ခေါင်းငိမ့်ကြတာကြီးပဲဈေးကိုများများလေးခေါ်လိုက်ပြီးရင်ဖီကားနဲ့ပေးလိုက်လို့ရုံမှစွာပြောလိုက်ပါတယ်တထေးကြီးလက်ထောက်ကကိုယ်တိုင်လာပြီးမစ္စတာလျန်ဝမ်ယန်ကနေဟိုင်ရှန်ရှန်ရဲ့ပင်လယ်နဲ့စကန်နဲ့သက်ဆိုင်ရာပင်လယ်ပြင်လောက်ကင်ခွင့်တွေကိုဝယ်ယူခြင်းနဲ့ဈေးကလည်းတော်တော်လေးဆင်ပြေလာပါတယ်လို့ကန့်လန့်ပါတယ်ဟိုင်ရှန်ကခင်ဗျားတို့မနေ့ကမှဈေးနေပြီးကျွန်တော်ကိုဖိနေနေတာလေဒီနေ့ကျတော့ဝယ်ကျင်သွားပြီလားလို့လောင်မေးမိလိုက်တော့လက်ထောက်ကစီးပွားရေးမှာရန်သူဆိုတာမရှိဘူးဈေးနှုန်းပဲရှိတယ်လို့ပြန်ပြေးပါတယ်ရွာသားကြီးကပင်လယ်ပြင်ကိုလည်းဝယ်မလားလို့မေးတော့တိတိကျကျပြောရရင်ရေရှည်ထိန်းချုပ်ခွင့်ဖို့ပေါ့ခင်ဗျားတို့ကပတ်စံယူကျွန်တော်တို့ကို professional company ကဆက်လုပ်သွားမယ်လို့ရှင်းပြပါတယ်ဟိုင်းရှန်ကစာချုပ်ကိုပိတ်လိုက်ရင်ကျွန်တော်ကပင်လယ်စာကိုပဲရောင်းတာတုံးမရဲ့ပင်လယ်ကိုမရောင်းဘူးလို့ပြပြသားသားညင်းပေးလိုက်ပါတယ်ရွာသားတွေစုဝေးနေတဲ့စီဝေးမှာတရားအားချန်ကဟိုင်းရှန်ငါပြောမယ်ပတ်စံလက်ထက်ရောက်တာကအသေးချဆုံးပဲလူတွေကြီးပွားမဲ့လမ်းကိုမင်းသွားမပိတ်ပါနဲ့လို့မြောက်ပင်ပြောဆိုနေပါလေဟိုင်းရှန်ကစိတ်ပြက်စွာနဲ့ခင်ဗျအရင်တုန်းကကျွန်တော်ကြီးပွားမှာမဟုတ်ဘူးလို့ပြောခဲ့တယ်အခုကျတော့လမ်းကိုရောင်းပြဖို့လာတိုက်တွန်းနေပြန်ပြီလားတရားအားချန်ခင်ဗျပါဆက်ပြောင်းသွားတာလားဒါမှမဟုတ်မနာလိုဖြစ်တဲ့နေရာပြောင်းသွားတာလားလို့ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်လက်ထောက်ကလည်းအိမ်တိုင်းအတွက်ရော်ကြီးဝင်ရမယ်ခင်ဗျားတို့ပင်ပန်းခံပြီးအလုပ်လုပ်နေရတာထက်ပိုကောင်းတယ်လို့ဝင်ပြောပါတယ်ဟိုင်းရှန်ကရွာသားတွေကိုကြည့်ပြီးရော်ကြီးဆိုတာတခါတော့ရင်ကုန်းသွားမှာအမျက်ဝေစုကတော့နှစ်တိုင်းရနေမှာတခါလေးရမယ့်ပတ်စံကိုရွေးမလားဒါမှမဟုတ်နောက်ဆိုကိုကလေးတွေပါရွာကိုပြန်လာပြီးအလုပ်လုပ်လို့ရမယ့်အနာဂတ်ကိုရွေးမလားလို့ရှင်းပြလိုက်ပါတယ်ဒီကရွာလူကြီးကလည်းမတက်ရက်ပြီးရွာရဲ့ပင်လေကိုပုဂ္ဂလိကသဘောနဲ့ရောင်းစားလို့မရဘူးအရေးကြီးတဲ့စီမံကိန်းဖြစ်လို့လူသိရှင်ကြားမဲခွဲဆုံးဖြတ်မယ်လို့ကြေညာလိုက်ပါတယ်ညနေဘက်ကန်းချိန်မှာကောင်မလေးကမြေပုံကိုဖြန့်ပြရင်ပင်လေကိုမရောင်းဘူးဆိုရင်ပင်လေရဲ့တန်ဖိုးကိုဖော်ထုတ်ရမယ်ကျုံးရည်ကျေးဖို့ခီးသွားလုပ်ငန်းပင်လေငါးများတာအိမ်ရငါးတာကနန်းကောက်တဲ့အတွေ့အကြုံတွေနဲ့ brand တစ်ခုကနေလာရောက်လဲပက်စရာနေရာတစ်ခုဖြစ်ပြောင်းလဲလို့ရတယ်လို့အကြံပေးပါတယ်ဟိုင်းရှန်ကအရင်ကကျွန်တော်အကျွေးဆက်ဖို့ပဲစဉ်းစားခဲ့တာအခုတော့တုံးမှန်ရွာကိုသူများတွေကဈေးတစ်ခုပေးပြီးဝယ်သွားလို့မရတဲ့နေရာမျိုးဖြစ်စေခြင်းနဲ့လို့ပြောလိုက်တော့ဒါဆိုကျမကျုံးစီမံကိန်းကိုစားလုပ်မယ်လို့ကောင်မလေးကပြန်ပြောတော့မနေ့ပြန်ရွာစည်းဝေးခေါ်ပြီးအမျက်ဝေစုစားစုံဆုံးမယ်လို့ဟိုင်းရှန်ကအဆုံးဖြတ်လိုက်ပါတယ်အစည်းအဝေးမှာရွာသားတယောက်ကဒီရင်းနှီးမြှုပ်နှံမှုကအရေးကြီးတယ်တကယ်လို့ရှုံးသွားရင်ကောလို့စိုးရင်တကြီးမေးပါတယ်ဟိုင်းရှန်ကကျွန်တော်အရင်ရင်းနှီးမယ်ရွာနေကျုံးရဲ့တယံဇာတာတွေထုတ်ပြီးအားလုံးကလုံအားပြီးအမျက်ကိုစားချုပ်တိုင်းခွဲဝေပေးမယ်ဘယ်သူမှအလက်ကအဆုံးရှုံးမခံစေရဘူးလို့တာဝန်ခံပြီးပြောလိုက်ပါတယ်ဒီကားလေးရအားချန်ကမင်းကနာမည်ကြီးသွားပြီနောက်ဆုံးပတ်စံတွေကမင်းအိတ်ကတဲ့ရောက်သွားပြီအားလုံးကအလက်ကအလုပ်လုပ်ပေးရတယ်လို့ဖြစ်နေမှာပေါ့လို့ကန့်ကွက်ပြန်တော့ကောင်မလေးကလည်းချက်ချင်းပဲရာဂိုင်နှုန်းကိုရှင်းရှင်းလင်းလင်းရေးထားမယ်စိတ်ရင်းကိုများသိအောင်ချပြမယ်လစဉ်ထုတ်ပြန်ပေးမယ်ရွာရဲ့ကိစ္စရပ်များကြီးကြပ်ရေးစင်တာကနေစောင့်ကြည့်ပေးမယ်လို့ရှင်းပြလိုက်ပါတယ်ဟိုင်းရှန်ကဆက်ပြီးအရင်ကတခြားသူတွေတုံးမိုင်ကိုလာရင်ပစ္စည်းပေါ်ပေါ်တွေပဲလာဝယ်ကြတာနောက်ဆိုရင်သူတို့ပတ်စံသုံးပြီးတုံးမိုင်ကိုလာဖို့ကျွန်တော်တို့ရဲ့ပင်လယ်ကိုကြည့်ဖို့ကျွန်တော်တို့ရဲ့ပစ္စည်းတွေကိုစားဖို့ကျွန်တော်တို့ရဲ့အိမ်တွေမှာတဲခိုဖို့လုပ်ရမယ်လို့ရှင်းမှန်းချက်ကိုပြောလိုက်ပါတယ်ရွာသားကြီးကလည်းငါဦးနေပြီဆိုပေမဲ့ဧည့်သည်တွေကိုဒီရဲ့အတက်အကျကြည့်ဖို့တော့တင်ပေးနိုင်သေးတယ်လို့အတက်တရောပြောလိုက်ပါတယ်နောက်ရွာသားတစ်ယောက်ကငါရဲ့အိမ်ဟောင်းကိုအဲ့ရိတ်ကပြောင်းလို့ရတယ်ငါလက်မှတ်ထိုးမယ်လို့သဘောတူလိုက်ပါတယ်လမ်းကြိုလမ်းကြားလေးမှာတော့ပြိုင်ဘက်ကအရာအချန်ကိုသူဒီလိုကြီးပွားသွားတာကိုထိုင်းကြည့်နေတော့မလို့လားလို့မေးလိုက်တော့အားဆိုင်ကလည်းစိတ်ပြက်လက်ပြက်နဲ့ငါဘာလို့ရမှာလဲရွာလူတွေအကုန်လုံးကသူ့ဘက်ပါနေပြီလေလို့ပြန်ဖြေလိုက်ပါတယ်။ပြိုင်ဘက်ကရုံမာတဲ့အကြံနဲ့
ကျုံးပွင့်ပွဲလောက်ဖို့ပစ္စည်းလိုတယ်လူလိုတယ်နာမည်လိုတယ်ဖွင့်ပွဲမတိုင်ရင်ပြဿနာလေးတစ်ခုလောက်တက်သွားတာနဲ့သူပြုတ်ကြတာဘသူထက်မဆိုပိုးဆိုးသွားလိမ့်မယ်လို့ပြောပါတယ်အားချန်ကမင်းကငါ့ကိုအလောက်ထက်လောက်ခိုင်းချိန်ပြန်ပြီလားလို့မေးလိုက်တော့ပြန်ဘက်ကမင်းကိုယ်တိုင်လှုပ်ရှားမလို့ပါဘူးစကားလေးနည်းနည်းလောက်ဖြန့်ပေးလိုက်ရုံပဲလို့သူ့ရဲ့စီမံကိန်းကခွင့်ပြုချက်မချသေးဘူးဧည့်သည်တွေလာရင်လိန်ခံရလိမ့်မယ်လို့သာပြောလိုက်လို့တွေးထိုးလိုက်ပါတယ်ကဲချိန်မှာကောင်မလေးကဖုန်းကိုကြည့်ရင်စိုးရင်တကြီးနဲ့အင်တာနက်ပေါ်မှာကောလာဟာလာတွေထွက်နေပြီးကျုံးရဲ့လှုပ်ထုံးလုံတွေမခိုင်ပါဘူးဧည့်သည်တွေကိုကြိုတင်ပို့ကင်လောက်ခိုင်းပြီးလိန်နေတယ်လို့ပြောနေကြတယ်လို့ပြန်ပြောလိုက်တော့ရွာသားကြီးကဒါအချံလက်ချက်ပဲဖြစ်ရမယ်လို့ပြောလာပါတယ်ဟိုင်းရှန်ကတင်းငိမ့်စွာနဲ့ဘယ်သူပဲဖြစ်ဖြစ်ဒီတကဖြည့်ရှင်းချက်မပေးတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်မနေ့ပြန်ကြရင်တရားဝင်သဘောတူစာချုပ်တွေစစ်စစ်လက်ခံထားတဲ့စာရွက်စတမ်းတွေပထမဆုံးပူးပေါင်းလှုပ်ဆောင်မဲ့သူတွေရဲ့အစရင်ကိုအကောင်လူသိရှင်စာချပြမယ်။သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ဟိုင်းရှန်ကထပ်ပြောလိုက်ပါတယ်။ကောင်မလေးကလည်းဟုတ်တယ်သူတို့ပါဇက်တောင်မဟာရသေးခင်မျက်နှာအရင်နာသွားအောင်လုပ်ပြမယ်လို့ထောက်ခံလိုက်ပါတယ်။သတင်းစာရှင်းလင်းပွဲမှာရွာလူကြီးကကျောစီမန်ကိန်းလှုပ်ထုံးလုံတွေအကောင်ပြည့်စုံပါတယ်။အမြတ်ငွေခွဲဝေမှုကိုလည်းအများသိအောင်ချပြထားပါတယ်။ရွာရဲ့ကိစ္စရပ်များကြီးကြပ်ရေးစင်တာကနေစဆုံးစောင့်ကြည့်ပြီးတော့မှာပါလို့ကြေညာပါတယ်။မင်းမြန်သူကောင်မလေးကလည်းမိုက်ကိုကိုင်ရင်အင်တာနက်ပေါ်မှာစီမံကိန်းကမခိုင်ပါဘူး။ဧည့်သည်တွေရဲ့အခွင့်အရေးအာမခံချက်မရှိဘူးလို့ပြောနေကြတယ်လို့ပြောလိုက်ပါတယ်။ဟိုင်းရှန်ကအရှိထွက်လာပြီးမခိုင်ပါဘူးလို့ပြောတဲ့သူတွေကတက်တိမပြရဲကြဘူးကျွန်တော်ကတော့ပြရဲတယ်သဘောတူစာချုပ်ဒီမှာရှိတယ်စစ်စစ်လက်ခံထားတဲ့စာရွက်စတန်ဒီမှာရှိတယ်ငွေပြန်အမဲ့စည်းကမ်းချက်ဒီမှာရှိတယ်ရွာသားတွေရဲ့အမျက်ဝေစုကလည်းဒီမှာရှိတယ်လို့ပြောတော့ကောင်မလေးကလည်းအားလုံးပဲရံဖြစ်တာကိုမကြည့်ပဲတက်တိကိုပဲကြည့်ကြပါလို့ပြပြသားသားရှင်းပြလိုက်ပါတယ်တတိကြီးကဒေါသတကြီးနဲ့လျာဟိုင်းရှန်မင်းအလုပ်ကိုအရင်ကြီးပြပြသားသားမလုပ်နဲ့နော်လို့လာပြောပါတယ်ဟိုင်းရှန်ကလည်းဈေးနေတာပြဿနာရှာတာဆိုင်လာဖြတ်တာကောလာဟာလာလွှင့်တာခင်ဗျဘေတုံးကတခြားသူတွေကိုလမ်းချန်ပေးခဲ့ဘူးလို့လဲလို့ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်ဟိုင်းရှန်ကဆက်ပြီးခင်ဗျားတို့ရွာနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့စီမံကိန်းတွေကိုရပ်ဆိုင်းလိုက်ပြီးဆုံးရှုံးမှုတွေကိုလှုပ်ထုံးလုံနေအတိုင်းတွက်ချက်ပေးမယ်ဒီနေ့ကစပြီးတုံဝိုင်းရဲ့ပင်လယ်ဆောင်တွေကခင်ဗျားတို့ပါစက်ထဲကနေလည်းမဖြတ်တော့ဘူးခင်ဗျားတို့လက်ထဲကနေလည်းမသွားတော့ဘူးလို့ပြက်ပြက်သားသားပြောကအဆောင်တက်လိုက်ပါတယ်မီးအောင်တွေလင်းနေတဲ့ကမ်းခြေတရားပေါ်မှာကောင်မလေးကဝမ်းသာအားရနဲ့ဘုတ်ကင်တွေပြည့်သွားပြီးအိမ်ရိပ်တာတွေပထမဆုံး3ရက်စာအပြည့်ပဲလို့ပြောလိုက်ပါတယ်ရွာသားကြီးကလည်းအန်အော်တကြီးနဲ့ငါရဲ့အိမ်အောင်လေးမှာတကယ်လူလာတဲတယ်ဟာလို့ပြောတော့ဟိုင်ရှန်ကပြောပြီးဦးလေးရဲ့အိမ်အောင်ကအခုပင်လေရှူကင်းအိမ်ရိပ်တာဖြစ်သွားပြီလေလို့ပြောလိုက်ပါတယ်ကောင်မလေးကမနေ့ပြန်ဖွင့်ပွဲလုပ်မယ်လို့ပြောပါတယ်ဟိုင်ရှန်ကအရေးပြင်ကိုငေးကြည့်ရင်မနေ့ပြန်ကြရင်တုံဝိုင်းကိုထင်သေးတဲ့သူတွေအားလုံးကိုပြသပေးလိုက်မယ်ကျွန်တော်တို့ကပင်လေစာရောင်းတဲ့ရုံနဲ့မဟုတ်ဘူးကျွန်တော်တို့ရဲ့ဘဝနေ့ရက်တွေကိုပါတန်ဖိုးရှိအောင်ရောင်းချနိုင်တယ်ဆိုတာကိုပေါ့လို့ခိုင်မာစွာယုံကြည်ချက်နဲ့ပြောလိုက်ပါတယ်နောက်တနေ့အဖွင့်ပွဲမှာဧည့်သည်တယောက်ကဒါကဗီဒီယိုတွေကတုံးမှန်ဟိုင်ရှန်ရှန်ဆိုတာလားလို့မေးလိုက်ပါတယ်ကောင်မလေးကပြောပြီးဟုတ်ပါတယ်ရှင်ဒီနေ့ပင်လယ်ထဲဆင်းပြီးကနန်းကောက်လို့လေးရတယ်လို့ချက်ချင်းလုပ်ပေးတဲ့ပင်လယ်ဆောင်တွေကိုလည်းစားလို့ရပါတယ်လို့ရှင်းပြပါတယ်ကောင်မလေးကဟိုင်ရှန်ကိုပထမနေ့ဘုတ်ကင်တွေအပြည့်ပဲစားတောက်ခန်းတွေလည်းအပြည့်ပဲလို့ဝမ်းသာအားရသတင်းပေးပါတယ်ဟိုင်းရှန်ကအရင်ဆုံးဧည့်သည်တွေကိုတေချာကြိုဆိုပေးပါစီကားတာကစီကားတာပဲနာမည်ကောင်းတော့မပြည့်စည်နဲ့လို့တတိပေးလိုက်ပါတယ်အဲ့ဒီချိန်ရီဆောင်ဟောင်းကောင်မလေးရောက်လာပြီးဟိုင်းရှန်လို့ခေါ်လိုက်ပါတယ်ဟိုင်းရှန်ကဘာကိစ္စရှိလို့လဲလို့အေးဆက်ဆက်မေးလိုက်ရာကျွေးဟောက်တို့မိသားစုအခုပြဿနာနည်းနည်းတက်နေလို့ငါတို့ကျုံးကစားတောက်ဆိုင်ထဲမှာနေရာလေးတစ်ခုလို့ကျန်လို့ပါနေအရင်တော့ကတန်ရုံးစင်ကိုထောက်ထားပြီးငါတို့အခွင့်အရေးလေးတစ်ခုလောက်ပေးလို့ရမလားလို့တောင်းပန်ပါတယ်ပြိုင်မဲ့လူငယ်လေးကလည်းမောင်းမာတဲ့ဟန်နဲ့လျှံတတိငါတို့ဟဲမိသားစုကအစိမ့်မြင့်ထောက်ပံ့ရေးကွင်းဆက်လုပ်ဖို့တယ်မင်းရဲ့တီကျုံကနာမည်ကြီးနေတယ်ဆိုပေမဲ့တငါရွာစီမံကိန်းလေးပဲလေငါတို့ဝင်လာရင်မင်းတို့ရဲ့အစိမ့်တန်းကိုပြင်ပေးနိုင်မှာပါလို့ပြောလိုက်ပါတယ်ဟိုင်ရှန်ကတနေ့တည်းပြောနေမင်းကပူပေါင်းလှုပ်ဆောင်ဖို့လာပြီးတော့တောင်းဆိုတာလားဒါမှမဟုတ်စင်းရဲသားတွေကိုမင်းတို့ကလာကူညီတာလားလို့မေးလိုက်ပါတယ်ရီဆောင်ကောင်မလေးကငိုယူပြီးဟိုင်ရှန်ငါဒီနေ့လာတာပူပေါင်းကြံလို့ကြီးမဟုတ်ပါဘူးငါနောင်တရနေပါပြီတကယ်နောင်တရနေပါပြီအရင်တော့ငါမိုင်မဲခဲ့တယ်ငွေမက်ခဲ့တယ်ငါတို့အစ်စ်ကနေပြန်စားကြရအောင်လို့တောင်းပန်လိုက်ပါတယ်ပြိုင်ဘက်လူငယ်ကဒေါသတကြီးနဲ့စုံလီနာညစ်ယူနေလားငါရှိမှရင်သူ့ကိုတောင်းပန်နေရလားလို့အော်မေးလိုက်ပါတယ်ရီဆောင်ကောင်မလေးကဆက်ပြီးဟိုင်ရှန်ငါဒီလိုပြောဖို့မျက်နှာမရှိဘူးဆိုတာသိပါတယ်ဒါပေမဲ့ငါတို့အတူတူရှိခဲ့တာ3နှစ်တောင်လေအရှင်ကငါနဲ့ကိုရမ်းချစ်ခဲ့တာပဲနေငါ့ကိုကောင်းမွန်တဲ့ဘဝလေးတစ်ခုပေးမယ်လို့ပြောခဲ့တယ်လေအခုနေလုံနိုင်ခဲ့ပြီပဲဘာလို့ငါ့ကိုနောက်တစ်ချိန်ခွင့်ရမပေးနိုင်ရတာလဲလို့ပြောပါတယ်ဟိုင်ရှန်ကတင်းငိမ့်စွာနဲ့ငါနဲ့ကိုကောင်းမွန်တဲ့ဘဝလေးပေးမယ်လို့ပြောခဲ့ပူပါတယ်ဒါပေမဲ့နေအဲ့ဒီနေ့ထိမဆောင်နိုင်ခဲ့ဘူးလေလို့ပြန်ဖြေပါတယ်ကောင်မလေးကငိုယိုရင်အဲ့ဒီတုန်းကငါစင်းရမှာကိုကြောက်ခဲ့တယ်။နင်းနောက်ကိုလိုက်ပြီးအကျွေးစိတ်ရမှာကိုကြောက်တယ်။တသက်လုံးမျောလင်းချက်မမြင်ရမှာကိုကြောက်ခဲ့လို့ပါလို့ရှင်းပြပါတယ်။ဟိုင်းရှန်ကနေစင်းရမှာကိုကြောက်တာကိုငါပြစ်မမြင်ပါဘူး။ငါပြစ်တင်တာကနေရသူများကောင်းပေါ်လေးတက်သေးတယ်။နောက်လေကြည့်ပြီးငါ့ကိုအသုံးမချတဲ့ကောင်လို့ပြောခဲ့တာကိုပဲနားစင်စွာပြောလိုက်ပါတယ်။တိုင်မက်လူငယ်ကအေးဟိုင်းရှန်မင်းအရင်ကြီးဘဝင်မြင့်မနေနဲ့မင်းကူပတ်စံလေးနည်းနည်းရှိနေတာမဟုတ်ဘူးလားလို့အရင်တွေးပါတယ်။အဲ့ဒီချိန်မှာလက်ထောက်ရောက်လာပြီးလျံတတိစားတောက်ဆိုင်နိုင်ကဆိုင်ကန်36ခန်းလောက်လက်မှတ်ထိုးပြီးသွားပါပြီ။မစ္စတာဟေတင်ပြထားတဲ့ဆက်လက်တွေကစစ်ဆေးမှုမအောင်မြင်ပါဘူးလို့တင်ပြလိုက်တော့ပြိုင်ဘက်လူငယ်ကအန်အော်တကြီးနဲ့မအောင်မြင်ဘူး။မင်းတို့တေချာကြည့်ရဲ့လား။ငါကဟဲကျွေးဟောင်ကွာလို့အော်လိုက်ပါတယ်။လက်ထောက်ကတင်းငိမ့်စွာနဲ့တေချာသိပြီးပါပြီ။မစ္စတာဟေရဲ့ထောက်ပံ့ရေးခွင့်ဆက်မှာစာချုပ်ဖောက်ပြမှု3ချိန်အရေးသွေးတိုင်ချခံရမှုနဲ့ချိန်ရှိထားတဲ့အတွက်နေရာချထားပေးမဲ့အစံနှုန်းနဲ့မကိုက်ညီပါဘူးလို့ရှင်းပြလိုက်ပါတယ်။ဒီဆောင်ကောင်မလေးကပြိုင်ဘက်လူငယ်ကိုလှည့်ကြည့်ပြီး
နေရငွေကြီးလေပတ်မှုလေးပြဿနာရှိတာလို့ပြောခဲ့တယ်လေလို့မေးလိုက်ရလူငယ်ကအဲ့ဒါတွေကပြဿနာအသေးလေးတွေပါလို့စင်ကြေပေးပါတယ်ဟိုင်းရှင်ကလောင်ပြောင်လေးဟန်နဲ့ဟိုတေကလည်းပူပေါင်းလှုပ်ဆောင်မှုရက်ဆိုင်လိုက်တယ်ကျုံးကလည်းစစ်ဆေးမှုမအောင်မြင်ဘူးဒါတွေကမင်းပါဆက်ထဲမှာတော့ပြဿနာအသေးလေးတွေဖြစ်နေတာလားဟဲကျွင်းဟောင်မင်းရဲ့ဂုံတိတ်ခါကဘာလို့စစ်ဆေးလိုက်တိုင်းအမြဲတမ်းစုပ်ပြက်အောင်အောက်တန်းချသွားရတာလဲလို့မိကုံထော်လိုက်ပါတယ်ရီးစားကောင်လေးကဟိုင်းရှမ်းဘိုက်ကိုလှည့်ပြီးဟိုင်းရှမ်းငါတို့ကိုထားခဲ့နိုင်ပါတယ်ငါတကယ်မမှန်းသိပါပြီနင်ငါ့ကိုနောက်တစ်ချိန်ခွင့်ရေးပေးပါနော်လို့ထပ်တောင်းပန်ပါတယ်ဟိုင်းရှမ်းကပြက်ပြက်သားသားပဲအရင်ကငါအကျွေးတင်နေတော့ကငါနောက်ကိုလိုက်ရင်အနာဂတ်မရှိဘူးလို့နင်ပြောခဲ့တယ်ငါရွာပြန်လာတော့လမ်းခွဲခဲ့တာကံကောင်းတယ်လို့နင်ပြောတယ်ငါစီပိုင်းဆွဲပြီးစားတောက်ဆိုင်ရှည်ရက်နေတာကိုငါ့ကိုကောင်းတိတ်ကမရှိဘူးလို့နင်ပြောပြန်တယ်အခုငါရဲ့အနာဂတ်ကိုငါဖန်တီးသွားနိုင်တဲ့အခါကျမှနေကငါ့ကိုမေးမရဘူးလို့လာပြောနေတယ်စုံနေတာနေမေးမရတာငါ့ကိုမဟုတ်ဘူးနေမမိလိုက်တဲ့ကောင်းမွန်တဲ့ဘွားစီကိုပဲလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်လက်ရှိကောင်မလေးရောက်လာပြီးဟိုင်းရှန်နိုင်ငံတကာဝယ်ယူရေးအဖွဲ့ရောက်နေပြီနေကိုစောင့်နေတယ်လေလို့လာခေါ်တော့ရီးစားကောင်မလေးကငါတို့ကြောင်မှတကယ်ပဲနည်းနည်းလေးမှဖြစ်နိုင်တယ်မရှိတော့ဘူးလားလို့နောက်ဆုံးအနေနဲ့မေးလိုက်ပါတယ်ဟိုင်းရှန်ကမရှိတော့ဘူးငါစီပိုင်းအစုပ်လေးတွေကနေရုံထွက်လာတာငါ့ကိုညစ်ပတ်တယ်လို့ယုံခဲ့တဲ့လူကိုနောက်လိုက်ပြီးပြန်ကောက်ဖို့မဟုတ်ဘူးလို့ပြက်ပြက်သားသားပြောလိုက်ကသွားတော့ဒီမှာလာပြီးတော့အရှက်မကွဲစင်တယ်လို့ပြောပြီးထွက်သွားပါတယ်ညဘက်စီကားနေတဲ့ဈေးတန်းထဲမှာဆိုင်ရှင်တူကလျံတတိဒီနေ့အယောင်းဝယ်ကမျောလင့်ထားတာထက်တောင်ပိုကောင်းတယ်မနေ့ပြန်ဟိုင်းရှန်ရှန်အစားအစာအစုံလိုက်200ထပ်တိုးခြင်းတယ်လို့ပြောပါတယ်ဟိုင်းရှန်ကလှုပ်ထုံးလုံဒီတိုင်းထန်ရှောင်းလီစီကိုစည်ရင်သွင်းလိုက်ပါအရေးသွေးတော့ရောလို့မရဘူးနော်လို့တတိပေးလိုက်ပါတယ်ဆိုင်ရှင်ကစိတ်ချပါအခုဘသူကများဟိုင်းရှန်ရှန်ရဲ့နာမည်ကိုဖျက်ရဲမှလေအားလုံးကသူ့ကိုမိကိုပြီးထမင်းစားနေရတာကိုလို့ရီမောပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်ရေးစားအောင်ကနောက်ကလိုက်လာပြီးဟိုင်းရှန်နေရင်မသွားပါနဲ့ရောတကယ်လို့အရင်တော့ငါသားထွက်မသွားခဲ့ရင်လို့ပြောလာပါတယ်ဟိုင်းရှန်ကတကယ်လို့ဆိုတာမရှိဘူးလို့ပြက်ပြက်သားသားဖြေလိုက်ပါတယ်ပြန်ဘက်ကလည်းလီနာသူ့ကိုမတောင်းပါနဲ့တငါရွာစီမံကိန်းကဘလောက်ခံနိုင်မှမို့လို့လဲလို့ဝင်ပြောပြန်ပါတယ်လက်ရှိကောင်မလေးကဟိုင်းရှန်နားလျှောက်လာရင်ဟိုင်းရှန်ကျုံကပထမ3ရက်လောက်အခန်းတွေပြေးပဲစားတောက်ဆိုင်တန်းဘူကင်တွေကလည်းနှစ်ပတ်စာပြေးသွားပြီနိုင်ငံတကာဝယ်ယူရေးအဖွဲ့ကလည်းမနေ့ပြန်ပင်လယ်နက်စကန်ကိုလာရောက်လေ့လာဖို့ထပ်တိုးထားတယ်လို့ကောင်ယူစွာသတင်းပေးပါတယ်အချိန်မှာဟိုင်းရှန်ကပြန်ဘက်ကိုကြည့်ပြီးမင်းပါဇက်ကမဖြစ်နိုင်ဘူးပြောတိုင်းလက်တွေ့မှာအောင်မြင်မှုကအမြဲတမ်းမြ мян ဆန်ဆန်ပဲငါးစီရောက်လာတယ်ဒီတစ်ခါရောကံကောင်းတာလို့ဆက်ပြောအောင်မလားလို့လောင်ပေးလိုက်ပါတယ်ရီစာအောင်ကထပ်ပြီးဟိုင်းရှန်ငါတကယ်မမှန်သိပါပြီလို့ပြောလာပါတယ်ဟိုင်းရှန်ကနေမမှန်သိတာငါနိုင်သွားလို့ပဲတကယ်လို့ငါဒီနေ့ထိအဲ့ဒီစီပိုင်းအစုပ်ကြီးကိုဆွဲနေတော့ဆိုရင်နေရဘသူထက်မဆိုပိုမြ мян ထွက်ပြေးမှာပဲလို့ပြောကထွက်သွားတော့ရီစာအောင်ကရှန်ဟိုင်းမတော်ပါနဲ့လို့ပြောလိုက်ပါတယ်အဲ့ဒီကပြိုင်ဘက်လူငယ်ကသူ့ကိုမင်းကတော်တော်အောက်တန်းကြတာပဲမင်းလိုမိန်းမမျိုးကအမိုက်လိုနေရဖို့ပဲတန်တယ်လို့ယုံရင်ကျန်းတန်းစွာပြောဆိုလိုက်ပါတယ်နောက်တနေ့မနက်ကကန်ဆယ်မှာရွာသားတွေကိုမိန်ကုန်းပြောနေပါတယ်ဒီနေ့ကစပြီးတုံဝမ်ဟိုင်းရှန်ရှန်ဆိုတာ brand တစ်ခုတည်းမဟုတ်တော့ဘူးတုံဝမ်ရွာသားတွေအားလုံးအတူတူကပါဝင်နေပင်လေပြင်စီးပွားရေးစီမံကိန်းတစ်ခုဖြစ်လာပါပြီလို့ပြောနေတော့ဟိုင်းရှန်ကလည်းအရင်ကလူတွေကကျွန်တော်တုံဝမ်ရွာမှာပဲပုတ်တိုးသွားမယ်လို့ပြောခဲ့ကြတယ်ဒီနေ့ကျွန်တော်အားလုံးကိုပြောချင်တာကကျွန်တော်ဒီမှာပုတ်တိုးသွားတာမဟုတ်ဘူးဒီကနေဘဝတစ်ခုပြန်စခဲ့တာပါလို့အားရပါရပြောလိုက်တဲ့ကရွာသားတွေအားလုံးကလက်ခုပ်တီးအားပေးကြပါတယ်ရွာသားတယောက်ကအားချန်မြင်လားသူကစီပိုင်းအစုပ်တွေကနေတကယ်ရုံထွက်လာနိုင်ပြီလို့ပြောလိုက်ပါတယ်အားချန်လည်းဟိုင်းရှန်စီကလာပြီးဟိုင်းရှန်အရင်ကငါပါစက်တရမ်းခဲ့တာပါမင်းခွင့်လွှတ်ဖို့မတောင်းဆိုပါဘူးရွာမှာငါလုပ်လို့ရမယ့်အလုပ်များရှိသေးလားလို့လာမေးတာပါလို့ရှစ်တကွေတောင်းပန်ပါတယ်အလုပ်ကတော့ရှိတယ်ဒါပေမဲ့အစည်းကမ်းလေးရှိတယ်အလုပ်လုပ်ချိန်အရင်ဆုံးပါစက်ကိုတန်တန်ရှင်းရှင်းထားလက်ကိုဖြောင်းဖြောင်းတန်တန်ထားလို့တင်းငိမ်စွာဆုံးမလိုက်ပါတယ်အားချန်ကကောင်းမွန်ပြီးငါလက်ခံပါတယ်လို့ပြောပါတယ်ဟိုင်းရှန်ကခင်ဗျာတုံမိုင်းရွာကိုပြစ်ဆက်ရမှာကတောင်းပန်စကားမဟုတ်ဘူးနောက်ကျတေချာအလုပ်လုပ်ဖို့ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပြလိုက်တစ်ခုလိုပြသထားတဲ့အပြာရောင်စီပိုင်းအဟောင်းလေးကိုကြည့်ပြီးဒီစီပိုင်းကိုမလွန့်ပစ်တာကငါဘယ်ကနေစတင်ခဲ့တယ်လဲဆိုတာမမေ့ဖို့သတိပေးစံလိုပါလို့ပြောပြလိုက်ပါတယ်အိမ်မှာတော့မိခင်ဖြစ်သူကစိုင်းပုံလေးကိုတုပ်ရင်အရင်ကတော့အကျွေးလာတောင်းမဲ့သူတွေကိုကြောက်ခဲ့ရတာအခုကျတော့တကားပေါက်မှာအရန်စီကားနေမှာကိုတောင်ကြောက်နေရပြီအားလုံးကပစ္စည်းတွေလာပေးနေကြတာကိုလို့ပျော်ရွှင်စွာပြောပါတယ်ဟိုင်းရှန်ကစီကားတာကောင်းတာပေါ့အမေနောက်ဆိုတရင်ကဘသူကြည့်ကိုမှပုံရှောင်နေစရာမလိုတော့ဘူးလို့ပြောလိုက်ပါတယ်မိခင်ကမျက်ရည်ဝင်ရင်အမေဘဝအတွက်တန်သွားပါပြီလို့ပြန်ပြောပါတယ်။တင်းမောပေါ်မှာဟိုင်ရှန်ကအတော့ကိုဖခင်ဖြစ်သူလက်ထဲထည့်ပေးရင်ဒီတကအဖေပဲပဲဦးကင်မလို့ပြောလိုက်ပါတယ်။ကောင်မလေးကစီပိုင်းအစုပ်ကနေတင်းမောစုပ်ကြီးအထိဒီဗီဒီယိုကောင်းစဉ်ကိုငါစဉ်းစားထားပြီးပြီလို့ပြောပါတယ်။ဟိုင်ရှန်ကငါဘလောက်တော်လဲဆိုတာမျိုးမရေးပါနဲ့လို့ပြောတော့ကောင်မလေးကဒါဆိုပါရေးရမလဲလို့မေးလိုက်ပါတယ်။ဟိုင်ရှန်ကနေဝင်စည်းစာပင်လေပြင်ကြီးကိုငေးကြည့်ရင်တုံးဝမ်ရွာပြန်ရောက်လာပြီလို့ရေးလိုက်ပါ။ဒီပင်လေပြင်ကကျွန်တော်တို့ကိုကြွေးမွေးပြုစုခဲ့တာနောက်လေကျွန်တော်တို့ကပဲဆက်ပြီးကာကွယ်ဆောင်ရှောက်သွားမှာပါလို့ကောင်းယူစွာပြောလိုက်ပါတယ်။ထို့နောက်သိမ်းမောက်အုပ်စုကြီးပင်လေပြင်သို့ထွက်ခွာသွားပါတော့တယ်။